ဒီနေ့သာသနာတော်နှစ်2556ခုကောဇာတိကိ1385ခုနှစ်ဆန်း2ရက်နေ့ညချအခါကာလမှာရန်ကုန်တိုင်းဒေသကြီးမရန်ကုန်မြို့နယ်အမှတ်2ရပ်ကွက်ဦးအောင်ပွဲလမ်းမှာနေထိုင်ကြတဲ့တက္ကရာကြီးဦးမြင့်ဆွေဦးတက္ကမကြီးဒေါ်တီရာဆိုးသမီးမအင်ချင်းရမုံမနှင်းစီရမုံညာနန်းရှင်ကြောက်စီပကြီးမိသားစုတို့မှဦးစီးကျင်းပတဲ့ဓမ္မဒါနဓမ္မပူဇာတရားပွဲတွေမှာဒီနေ့ညဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြတဲ့တက္ကရာကြီးဦးတန်းလိုင်တက္ကမကြီးဒေါက်ခင်အေးဆွေကံကောရိပ်အထေဆိုင်မိသားစုနောက်ပြီးတော့တက္ကရာကြီးဦးအေးကြိုင်တက္ကမကြီးဒေါ်စောစီယာနွယ် Professional Computer မိသားစုနောက်ပြီးတော့တက္ကရာကြီးဥခင်မြတ်တက္ကမကြီးဒေါ်စန်းမြင့်သမီးများဖြစ်ကြတဲ့မနီလာမတ်တီရာမတ်ဆန္ဒမိသားစုနောက်ပြီးတော့တက္ကရာကြီးဥပချိုတက္ကမကြီးဒေါ်ပြုံးမိသားစုနောက်ပြီးတော့ဒေါ်အေးအေးခင်လမ်းအထူးဖွဲ့16တဝဲတဲ့ဒီမိသားစုရဲ့ဓမ္မဒါနကောင်းမှုကိုအကြောင်းပြုပြီးတော့ဒီကနေ့ညပေးသက်ပေါင်းတော်ကောင်းတို့မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားဒေသနာတော်တို့ကိုနာယူကျင့်ကြံခွင့်ရကြတယ်။ဦးဇင်းတို့လည်းပဲမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားဒေသနာတော်တို့ကိုဟောကြားခွင့်ရပါတယ်။ဒီတော့ဒီကနေ့ညတရားဓမ္မပေါင်းတော်ကောင်းတို့ကိုဦးဇင်းတို့ဘာတရားဟောမှလဲဆိုလို့ရှိရင်မနေ့တုန်းကပြောထားတဲ့အတိုင်းဒီလနဲ့ပတ်သက်ပြီးတော့ဒီကနေ့ညဒီလရှိခြင်းရဲ့အကျိုးကျေးဇူးဒီလပြည့်စည်ခြင်းကြောင့်ဖြစ်ပေါ်မဲ့အပြစ်များနောက်ပြီးတော့ဒီလပြည့်စုံအောင်ဘယ်လိုကြိုးစားရမလဲဆိုတဲ့အချက်ဒီလနဲ့ပတ်သက်ပြီးတော့ဒီကနေ့ညပြောပါမယ်မနေ့တုန်းကဒါနနဲ့ပတ်သက်ပြီးတော့ပြောခဲ့တဲ့ဒါနတရားဒီကနေ့ဒီလတရားမနေ့အဲ့တော့ဒီကနေ့ဦးဇင်းတို့သီလနဲ့ပတ်သက်ပြီးတော့ပြောမယ်နေ့ပေါ့သီလတရားသီလနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ဒီကနေ့ညကျမ်းများဖြင့်နှစ်ချက်ပေါ့သီလရှိခြင်းမရှိခြင်းရဲ့အကျိုးအပြစ်များကိုဒေသနာတော်ဒီမှာမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့အချက်လက်တို့ကိုဦးဇင်းတို့တတ်နိုင်မြတ်ဒီအချိန်တိုလေးအတွင်းမှာစုံအောင်ပြောခြင်းနဲ့နောက်ပြီးတော့အရေးကြီးတဲ့ဒီသီလတရားပြည့်စုံအောင်ဘယ်ပုံဘယ်နည်းကြိုးစားကြမလဲဆိုတဲ့အကြောင်းကိုဦးဇင်းတို့ပြောမှာပါ။ဒါကြောင့်ဒီနေ့ညသီလနဲ့ပတ်သက်ပြီးတော့ပေးသက်ပေါင်းသူတော်ကောင်းတို့နာယူကျင့်ကြံကြရအောင်။ဒီတရားတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုယ်တော်မြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုဒီစရာတရားလုံးစုံကိုတည်တော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်ဒီဟူသောပညာကိုဒုမဟာကရုဏာကိုပညာကိုနှစ်ပေါင်းစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကိုယုတ်တိမြတ်တို့ရှိခိုးပူဇော်ကြအောင်စို့အလုံးလက်ဥချီမှုပြီးတော့အာယုံပြုကြရအောင်ကရုဏာတိတလဟရေယပညာပိဇောတဝိဟတမောဟတမံသာနရမရလောကသရောတိတုကတံဂတိဝိမု တံကရုဏာတိတလဟရေယမဟာကရုဏာတော်ဖြင့်အိမြတ်သောစိတ်နှလုံးလေးရှိတော်မူပါ၏ထသောပညာပိဇောတဝိဟတမောဟတမံအရဟတမေတိဟူသောအယံဝလင်းဖြင့်ဝိဇာတိဟူသောမိုက်မောင်ကိုဖေခေါ်တော်မူ၏ထသောသာနရမရလောကသရောလူနဲ့မြမတတဝနန္တတို့ဤ
ကြောက်ထေတန်တုအလေးကလေးပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါပေထသောကတိဝိမုဒ္ဒံဒေဝမနုဿာနိရယနေပေတတေသလာယာရှိငါတံတော်ဂတိတော်မာလိဒုတဖြင့်ကဲ့လို့တော်မူပေထသောဒေဝတံတတဝါတို့ဟာအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုယ်တော်ပြည့်စုံတော်မူပါပေထသောဘုရားသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်နာဗရမကဲ့သို့ပြဏ္ဍာထေနပြင်းပြပေတဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညတ်ပရမမမူယုံနာနှပြဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝိနေဝနာမှာကာယဝစီမနောချီသုံးမိဒွါရပနာမဖြင့်ဒုက္ခရေကျိုးလက်ဆုံမောဟရှိခိုးဥညုပါဤမြတ်စွာဘုရားတိလနဲ့ပတ်သက်ပြီးတော့နာယူကြည်ညိုကြရမယ်ဒီကနေ့တိလတရားတော်တဲ့စတင်ပြီးတော့နာယူကြည်ညိုကြရအောင်တိလနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ပြောမယ်ဆိုတော့ဘယ်ကစတင်ပြီးတော့ပြောခြင်းလဲဆိုလို့ရှိရင်ရွှေကျင်စတော်ဘုရားကြီးရေးသားတော်မူခဲ့တဲ့ဂါထာလေးတစ်ပုဒ်ရှိတယ်မဟောရတေဥတ္တရန္တနာနာဘေယတုဘာယိနောတာကောဝါနမရိနာယတပရဝဥတ္တုကေမဟောရတေမဟာသမုဒယကြီးကိုဥတ္တရန္တကုမြောက်လိုကြသောပုဂ္ဂိုလ်တို့သည်နာနာဝေယဒုရုသောဘေရုမှတုဘာယိနောကောင်းစွာကြောက်ကြကုန်သည်ဖြစ်၍တာကောလာနမိမိတို့စီလာတဲ့လေဖောင်းကိုအဝိနာယမပြိုမကွဲစေခြင်းကတပ္ပရာဝခါခသိမ့်တာလင်ဥဒ္ဒကရေလုံးလပြုကုန်ရ၏ပင်လေသမုဒ္ဒရာကိုကူးကြမဲ့ပုဂ္ဂိုလ်တွေဟာတဲ့အထူးသောဘေးတွေကိုကြောက်တယ်ဆိုလို့ရှိရင်မိမိတို့စည်းလာတဲ့လေဖောင်ကိုမပြိုမကွဲမပြတ်မစည်းအောင်အမြဲတမ်းစောင့်ရှောက်ကာကွယ်ရမယ်တဲ့အင်မတန်ကောင်းတဲ့ဥပမာကိုအခြေတည်ထားတာပိဋကရေချောင်းခရီးသွားတဲ့ပုဂ္ဂိုလ်ဟာသူ့ရဲ့အသက်ဟာဘယ်မှာတည်နေတာလဲလို့မေးရင်သူစည်းထားတဲ့လေပေါ်သင်္ဘောပေါ်မှာတည်နေတာပင်လေသမုဒ္ဒရာဆိုတာကလည်းအင်မတန်အန္တရာယ်များတယ်ပျက်စီးမှုအမျိုးမျိုးအန္တရာယ်မှုအမျိုးမျိုးနဲ့ကြုံတွေ့နိုင်တာပဲအဲ့လိုပဂရိသမုဒ္ဒရာကြီးကိုဖြတ်တန်းကြတဲ့ပုဂ္ဂိုလ်တွေဟာအန္တရာယ်မျိုးမျိုးကိုကြောက်တယ်ဆိုလို့ရှိရင်မိမိတို့စည်းလာတဲ့လေဖောင်ကိုမပြိုမကွဲမပြတ်မစည်းမချွတ်မယွင်းဖြစ်ရအောင်သဗ္ဗရာဝအမြဲတမ်းသာလျက်တဲ့ဥဒ္ဒကရေလုံးလာစိုက်ထုတ်ပြီးတော့ကြိုးစားကြရမယ်တဲ့ဒါကဥပမာကိုပြောတာအဲ့ဒါဒီကာတာလေးကိုပဲအ내အတိတ်ပဲတစ်မျိုးဖြစ်သွားအောင်စတော်ကြီးကရေးသားနိုင်တယ်နော်မဟောရတိမဟာသမုဒ္ဒရာကြီးနဲ့တို့တဲ့ဒီတန်တရားကိုဥဒ္ဒရန္တာကုမြောက်တို့ရာသောပုဂ္ဂိုလ်တို့သည်နာနာဝေယဒုရုသောအပေဒေဝတိဟုသောဘေးတို့မှသူပါရင်တော်ကောင်းစွာကြောက်ကြကုန်သည်ရှိသောသာကုလာနာမိမိတို့စီလာတဲ့လေဖောင်းတဲ့တို့တဲ့တိလကိုအဘိနာယမကျိုးမပေါက်မပြောက်မကြားစေခြင်းအလို့ငါသဗ္ဗရာဝါခခသိမ့်တာလည်းဥဒ္ဒကရေလုံးလပြုကုန်ရ၏တန်လျာကြီးဆိုတာပဂရိသမုဒ္ဒရာကြီးနဲ့တူတယ်ဖြတ်တန်းဖို့လွန်မြောက်ဖို့အင်မတန်ခဲရင်းနေပေါ့အဲ့ဒီဘဝတန်လျာကြီးဟူသောဒီသမုဒ္ဒရာထဲမှာကျင်လီကျဆန်းနေကြတဲ့တရားဓမ္မတို့ဦးဇင်းတို့တွေတက်လဲဒီဘဝတန်လျာကြီးဟူသောသမုဒ္ဒရာကြီးထဲမှာအမျိုးမျိုးသောအန္တရာယ်တွေရှိတယ်တဲ့အဲ့ဒီအန္တရာယ်တွေကတော့အဓိကအဖြစ်ငရေတိဋ္ဌံပြိတ္တာသူရကေဆိုတဲ့အပေလေးပုံကိုဤညွှန်းတာပါအဲ့ဒီအပေလေးပါးဒီဟူသောတကယ်ဘေးအစစ်အန္တရာယ်စစ်တွေကိုကြောက်တယ်ဆိုလို့ရှိရင်မိမိတို့စီးလာတဲ့လှေဖောင်ကြီးနဲ့တူတဲ့သီလဆိုတဲ့လှေဖောင်ကိုယ်သာလျင်မပြတ်မကွဲမပြတ်မစည်းအောင်အမြဲတမ်းအဲ့ဒါကြိုးစားအထောက်ကြရမယ်တဲ့တန်လျာကြီးကသမုဒ္ဒရာကြီးနဲ့တူတယ်လှေဖောင်ကတော့သီလနဲ့တူတယ်
တရားမတို့ဦးဇင်းတို့တွေကတော့တန်တရားလေးဟူသောသမုဒ္ဒရာကိုလွန်မြောက်အောင်ကုခတ်နေကြတဲ့တတ္တဝါတွေပေါ့မြင်မှုသောဘေးတွေဆိုတာကတော့အပေလေးပါတဲ့ဒါကြောင့်သူတို့ဘုရားကြီးကပဂတိရေချောင်းခရီးကိုကူးကြတဲ့ပုဂ္ဂိုလ်တွေဟာသူတို့စည်းလာတဲ့လေဖောင်ဟာသူတို့အတွက်အင်မတန်အရေးကြီးတဲ့အတွက်ကြောင့်မပြည့်စည်အောင်ကာကွယ်စောင့်ရှောက်ကြလိုမျိုးဘဝတန်ရာလေးဟူသောပင်လယ်သမုဒ္ဒရာကိုကုသရတဲ့ဒကာဓမ္မတို့ဦးဇင်းတို့တွေလည်းပဲတိလလေးဟူသောလေဖောင်ကိုမပြည့်မစည်အောင်ကာကွယ်စောင့်ရှောက်ကြရမယ်လို့အဲ့တော့ဒီအချက်ကိုကြည့်မယ်ဆိုလို့ရှိရင်တိလဟာဒါနထက်အများကြီးအရေးကြီးတယ်ဆိုတာကိုသိနိုင်တယ်တိလဆိုတာမနေ့တုန်းကအဓိကဦးစားပေးပြီးတော့ပြောခဲ့တာကရိက္ခာတုတ်တပွဲလို့ပြပတို့ကြားခဲ့တယ်နော်အဲ့ဒါအခုဒီမှာတိလကြတော့အဲ့ဒါလိုမဟုတ်တော့ဘူးတိလကြတော့ဘာလဲတော့ကိုစည်းထားတဲ့လေဖောင်နဲ့တူတယ်ဒါနကြတော့ရိက္ခာတုတ်တပွဲဖြစ်တယ်အဲ့တော့ရိက္ခာတုတ်နဲ့စည်းထားတဲ့လေဖောင်နဲ့ဘယ်ဟာကပိုရေးကြီးမလဲဆိုတာမထင်ရှားဘူးလားထင်ရှားတယ်ဒါကြောင့်သီလနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့ဂယုဆိုင်ပြီးတော့အလေးနဲ့ထားပြီးတော့နာယူကြရမယ်နော်အဲ့ဒါဝိဇ္ဇနုဒီကနေ့ဘဝမှာအင်မတန်ရေးကြည့်တဲ့ဒီကိုကျင့်တရားဆိုတဲ့သီလနဲ့ပတ်သက်ပြီးတော့အကျဉ်းများဖြင့်အပိုင်းတစ်ပိုင်းပိုင်းပြီးတော့ပြောခြင်းတယ်အဲ့ဒါကဘာလဲဆိုတော့သီလနဲ့ပြည့်စုံခြင်းကြောင့်ဖြစ်ပေါ်လာမယ့်အကျိုးကျေးဇူးများသီလပျက်စီးခြင်းကြောင့်တွေ့ကြုံကြရမယ့်အကျိုးမဲ့ခြင်းများပေါ့သီလရှိခြင်းမရှိခြင်းရဲ့အကျိုးအပြစ်ကိုပထမအပိုင်းအနေနဲ့ပြောပါမယ်နော်ပြီးတော့ဦးဇင်းတို့ဒုတိယပိုင်းအနေနဲ့ဒီအင်မတန်ကောင်းမြတ်တဲ့အရေးကြီးတဲ့သီလတရားတွေပြည့်စုံအောင်ဘယ်လိုကြိုးစားကြမလဲသီလပြည့်စုံအောင်ဘယ်လိုလုပ်မလဲသီလပြည့်စုံခြင်းရဲ့အကြောင်းကဘာလဲပေါ့သီလပျက်စီးခြင်းရဲ့အကြောင်းကဘာလဲပေါ့အဲ့ဒါပြီးတော့ဘုရားဟောင်းတို့သီလနဲ့ပတ်သက်ပြီးတော့တကယ်ကိုအလေးနဲ့ထားပြီးတော့ဦးဇင်းတို့ဒါယူကြည်ညိုကြစေခြင်းနဲ့ဟုတ်လားအဲ့ဒါဘယ်ကနေစတင်ပြီးတော့သီလရဲ့အကျိုးပြစ်တွေကိုပြောခြင်းတော့ဆိုလို့ရှိရဲ့ဘယ်လိုအင်္ဂုတ္တပါဠိတော်ပိစကနိပတ်မှာသီလတုတ်တံဆိုပြီးတော့မြတ်စွာဘုရားဟောထားတဲ့တုတ်တံ၃-၄ပုဒ်လောက်ရှိတယ်အဲ့ဒီတည်းကသီလတုတ်တံတစ်ခုထဲမှာမြတ်စွာဘုရားသီလပျက်စီးခြင်းကြောင့်ဖြစ်ပေါ်လာနိုင်တဲ့အပြစ်များသီလနဲ့ပြည့်စုံခြင်းကြောင့်ရရှိနိုင်သောအကျိုးကျေးဇူးများကို၅ပါးစီဟောထားတယ်ဒီနေရာမှာသီလဆိုတာလူတို့အမြဲတမ်းကျင့်သုံးကြရမယ်နိစ္စဓမ္မဂရုဓမ္မသီလလို့ခေါ်ရတဲ့၅ပါးသီလကိုရည်ညွှန်းတာဆိုတာတော့ပေတတို့သိပြီးသားပါဟုတ်လားဒီ၅ပါးသီလလေးရဲ့ဘဝမှာအခြေခံအကျဆုံးတော့ကိုချင်းသီလပဲဒါကြောင့်သီလလို့ပြောလိုက်တိုင်းအခုဒီတုတ်တန်ဒီတရားဟောနေတဲ့အချိန်မှာပေါ့လေငါးပါးသီလကိုရည်ညွှန်းတယ်ဆိုတာကိုတော့နားလည်ရမယ်နော်ဒီမှာသီလနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကသီလပျက်စီးခြင်းကြောင့်ဖြစ်ပေါ်လာမဲ့အပြစ်များအကျိုးကျေးဇူးနဲ့အပြစ်တွေကတော့သူကဆန့်ကျင်ဘက်အနေထားဆိုတော့အကျိုးကျေးဇူးကိုပြောလိုက်ရင်အပြစ်ကိုလည်းနားလည်ပြီးသားဖြစ်သွားတယ်အပြစ်ကိုပြောလိုက်ရင်လည်းအကျိုးကျေးဇူးကိုနားလည်ပြီးသားဖြစ်သွားတယ်အပိတ္တတို့လည်းဉာဏ်ရှိပါတယ်သူကဆန့်ကျင်ဘက်ကိုဗျဟုတ်ရဲ့လားသီလပြည့်စုံခြင်းကြောင့်ဖြစ်ပေါ်နိုင်တဲ့အကျိုးကျေးဇူးကိုပြောလိုက်ရင်သီလပျက်စီးခြင်းကြောင့်ဖြစ်ပေါ်နိုင်တဲ့အပြစ်တွေကိုလည်းတခါတည်းနားလည်ပြီးသားဖြစ်သွားတယ်နှစ်ခုတိတ်ပြီးတော့ပြောကြမလို့ဟုတ်ရဲ့လားအဲ့တော့ဘယ်ကနေပြီးတော့မြတ်စွာဘုရားဟောထားတယ်စဟောထားတယ်ဆိုတော့သီလပျက်စီးတယ်ဆိုလို့ရှိရင်နံပါတ်1မဟာတိန်ဘောဂဇာတိန်နိကိစတိတဲ့မိလျော့ခြင်းဒီဟူသောအကြောင်းကြောင့်အင်မတန်ကြီးကျယ်တဲ့စည်းစိမ်ဥစ္စာတွေဟာရုပ်ချီးပျက်စီးသွားနိုင်နေတဲ့သီလပျက်စီးလို့ရှိရင်စည်းစိမ်ဥစ္စာတွေရုပ်တရက်ပျက်စီးသွားနိုင်တယ်ဘဝပြတ်သွားနိုင်တယ်စည်းစိမ်တွေဆုံးရှုံးသွားနိုင်တယ်ဒါပေမဲ့တော့ဘုရားဟောလို့ဒီ၅ပါးသောသီလတွေမှာစဉ်းစားကြည့်ပါသူများတတ်တယ်ဆိုတဲ့ကိစ္စမှာလူကိုတတ်မိပြီဆိုလို့ရှိရင်ပြဿနာအကြီးကျယ်မတက်နိုင်ဘူးလားတက်နိုင်တယ်သူများဥစ္စာကိုမိပြီဆိုရင်တော့ဒါကလည်းပဲအမှုအကြီးသေးလိုက်ပြီးတော့ပြဿနာတက်နိုင်တာပဲဒီနောင်ကြီးဖောက်ပြန်ပြီဆိုလို့ရှိရင်တော့အဲ့ဒါကအမျိုးတော့မဆုံးနိုင်တဲ့ဆင်းရဲဒုက္ခတွေကြုံရမှာပဲဟုတ်ရဲ့လားအေးလိညာတွေလားပြောတာကတော့တိတိမောမောပြောတယ်ဆိုရင်တော့တိတ်ကိစ္စမရှိသေးဘူးပေါ့အကြီးအကျယ်လိညာပြီဆိုရင်တော့သူလည်းပဲဒုက္ခအကြီးအကျယ်ရောက်နေတာပဲအထူးသဖြင့်တော့အယက်ဒေတာတောက်စားပြီဆိုရင်တော့စီးပွားရေးကတလည်းဟောကြတော့နိုင်တာပဲဟုတ်ရဲ့လား
ဒါကြောင့်မြတ်စွာဘုရားကနံပါတ်1သီလပျက်စီးပြီဆိုရင်စည်းတဲ့ဥစ္စာပျက်စီးသွားမယ်နောက်နံပါတ်2ပံပကောကိတ္တိတံတောအဘုကိစ္စတိတဲ့မကောင်းတဲ့တရားတွေထွက်မယ်တဲ့သီလပျက်စီးလို့ရှိရင်အကျိုးတရားကိုလည်းတစ်ခါတည်းမြင်တတ်သက်စီနော်တကယ်မှန်များသီလပျက်စီးရင်စည်းစိမ်တွေပျက်စီးမယ်ဆိုတော့သီလပြည့်စုံရင်စည်းစိမ်တွေပြည့်စုံမယ်လို့အောင်နာမှာလည်းတစ်ခါတည်းဟောပြတာမြတ်စွာဘုရားကဦးဇင်းတို့ကအသေးစိတ်ကြီးသိမပြောတော့ဘူးစွန်အောင်ပဲအဓိကရည်ရွယ်ချက်ထားပြီးတော့ပြောချင်တာဟုတ်ရဲ့နော်ဒါကြောင့်သီလပျက်စီးရင်နံပါတ်1စည်းတဲ့ဥစ္စာပျက်စီးသွားမယ်နံပါတ်2နာမည်ဆိုးထွက်မယ်နော်အနံ့ဆိုးထွက်မယ်ပေါ့အပုပ်နံ့ထွက်မယ်မြတ်စွာဘုရားလက်ထက်ကရှင်အနန္ဒာကမြတ်စွာဘုရားကိုမေးတာတခုရှိတယ်ဒီပဂတိပန်းနေရဲ့ယနတ်ဟာလေအောက်ကိုပဲမှုေးပြန်စေတယ်ပေါ့လေညာကိုပြန်ပြီးတော့မှုေးစေတဲ့ယနတ်ဆိုတာရှိကောင်းသလားလို့အဲ့တော့မြတ်စွာဘုရားကရှိနိုင်တယ်တဲ့အဲ့ဒါပါလဲဆိုတော့သူတော်ကောင်းတို့ရဲ့ယနတ်လို့ဆိုရတဲ့အဓိကအဖြစ်သီလယနတ်ပေါ့သီလယနတ်ဟာလေညာတိမှုေးနိုင်တဲ့အစွမ်းတတ္တိရှိတယ်ပျက်စီးရင်မကောင်းတဲ့အနံ့ထွက်တယ်လို့ပြည့်စုံရင်လည်းကောင်းတဲ့အနံ့ထွက်တာပဲမှုေးတဲ့အနံ့ထွက်တာပဲဟုတ်ရလားဒါကြောင့်ပိဋကဘောသူတော်ကောင်းတို့သီလပျက်စီးပြီဆိုလို့ရှိရင်မကောင်းတဲ့တဲ့အနေနဲ့ကြော်ကြအောင်နောက်တတိယဘာဆက်ပြောလို့ဆိုတော့မင်္ဂုဘုဒ္ဓတဲ့ပိဋကကြတဲ့ရောက်ပြီဆိုရင်သီလပျက်စီးတဲ့ပုဂ္ဂိုလ်ဟာအင်မတန်ညှိုးငယ်တယ်မျက်နှာမသာမရာရှိရတယ်ကိုမဟုတ်တာလောက်ထားတာကိုသူများသိကုန်ပြီဆိုတဲ့အချက်ကိုကိုသိရပြီဆိုကြတဲ့ကစပြီးတော့အဲ့ဒါညှိုးတော့တာပဲကိုမဟုတ်တာလောက်ထားတာကိုသူများမသိသေးဘူးဆိုတဲ့အချိန်မှာနည်းနည်းတော်သေးတယ်ကိုယ့်ရဲ့မဟုတ်ချက်ကိုယ့်ရဲ့ချိုးရင်းချက်ပုံကျင်ကသိသွားပြီဆိုတဲ့အချိန်မျိုးမှာတချို့တွေရဲ့မျက်နှာကိုမပြရဲတော့ဘူးနော်ဘိဓမ္မာဘုရားတို့သိတယ်မဟုတ်လားအေးဒါကြောင့်သီလပျက်စီးလို့ရှိရင်နံပါတ်3အင်မတန်မျက်နှာငယ်ရတဲ့ပိဋကချမ်းမှာအပြစ်တွေကတို့တူဆက်ဆက်နေတာနော်မကောင်းတဲ့သတင်းထွက်မယ်ပိဋကချမ်းမှာမျက်နှာငယ်ရမယ်နောက်ပြီးတော့တံမုံလောကာလံကရောတိတဲ့ဒီကနေ့မှာတူတူဝေဝေစင်ကြရတရားတဲ့တဲ့ဒါကဘာကြောင့်လဲဆိုတော့ကိုမဟုတ်တာလုပ်ထားတာကိုကိုသိတာနော်ဒါကြောင့်ဒီကနေ့မှာကိုယ့်ရဲ့လုပ်ထားတဲ့မဟုတ်ချက်တွေကပြန်ပြီးတော့ကြည့်ရတယ်လို့မျိုးကြီးဖြစ်ပြီးတော့စိတ်နှလုံးမသာမရာဖြစ်ပြီးတော့အဲ့ဒါညှို့ညွှန်းငယ်ငယ်ပူပူပဲနဲ့သိရတတ်တယ်နော်ဘေးတော်ကောင်းတော်ကောင်းတို့စဉ်းစားကြရမကောင်းဘူးလားစဉ်းစားကြရကောင်းတယ်နော်အဲ့ဒါနံပါတ်5ကျတော့ဘာပြောတာတော့ဆိုတော့တူတူဝေဝေသိရတဲ့အဲ့ဒီပုဂ္ဂိုလ်ဒီဘယ်လိုနည်းနဲ့မှကောင်းတဲ့ဘဝကိုမရောက်နိုင်ဘူးမရနိုင်ဘူးတဲ့ဒါကြောင့်ယုံညံ့တဲ့ဒုက္ခတေဝိနိပါဒနိရေယဥပပစ္စတိတဲ့အင်မတန်ဆင်းရဲတဲ့အပေလေးပါးကိုရောက်သွားတတ်တယ်သီလပျက်စီးခြင်းကြောင့်ဖြစ်ပေါ်နိုင်တဲ့အပြစ်5ပါးဟုတ်ရလားတဲ့အဲ့ဒီမိုက်ဗျာအေးဒါကြောင့်မြတ်စွာဘုရားလည်းကဒီသီလကိုဘယ်လောက်အရေးထားတယ်လဲဆိုတာလေးတစ်ခုဒါသီလရဲ့အပြစ်တွေကိုဒါသီလပျက်စီးခြင်းရဲ့အပြစ်ကိုဦးဇင်းတို့ပြောလိုက်ခြင်းအဖြစ်သီလပြည့်စုံခြင်းကြောင့်ဆန့်ကျင်ဘက်ရနိုင်တဲ့အကျိုးတွေကိုလည်းပဲဒါသိပြီးသားဖြစ်ရမှာနော်သီလပြည့်စုံရင်စည်းစိမ်ဥစ္စာပြည့်စုံမယ်တရင်ကောင်းထွက်မယ်ပေးတတ်ကြမှာရဲဝမယ်ဟုတ်ရလားပြီးတော့ဗါလေကြီးကြီးလေးလေးချမ်းချမ်းသာသာဘဝနေကုန်ချုပ်ရမယ်ပြီးပြီးတဲ့နောက်မှာကောင်းတဲ့ဘဝကိုရနိုင်တယ်ရောက်လိမ့်မယ်ဟုတ်ရလားအဲ့တော့ဒီသီလအရေးကြီးတဲ့အတွက်ကြောင့်မြတ်စွာဘုရားလက်ထက်ကအင်မတန်အရေးပါတဲ့စကားပြောပွဲတစ်ခုပေါ့တော်တော်ကြိုက်တဲ့ဦးဇင်းကအဲ့ဒီအချက်ကလေးကိုဩနာတန္တဆိုတဲ့ပုံနာကြီးတယောက်ရှိတယ်ပညာတတ်စည်းစိမ်ရှင်ပေါ့တပည့်တွေလည်းအများကြီးရှိတယ်အဲ့ဒါမြတ်စွာဘုရားဒီကိုခါရပါတူရောက်လာတော့မြတ်စွာဘုရားကသူ့ကိုမေးတယ်ဩနာကြီးတဲ့သင်တို့ဗြဟ္မဏဆိုတဲ့ပုဂ္ဂိုလ်တွေဟာဗြဟ္မဏဆိုတာလူမြတ်ပေါ့ဗျာဟုတ်လားဗြဟ္မဏလို့ပြောနိုင်ကြအကြောင်းဘယ်နှချက်ရှိလဲတဲ့အင်္ဂါဘယ်နှပါးနဲ့ပြည့်စုံမှဗြဟ္မဏလူကောင်းသူကောင်းတယောက်လို့ပြောနိုင်မလဲပေါ့အကြံဉာဏ်ဖြင့်လူငယ်တွေနားလည်အောင်ပြောရတယ်အဲ့တော့ဘာပြောလို့ဆိုတော့အင်္ဂါ၅ပါးနဲ့ပြည့်စုံရမယ်တဲ့နံပါတ်1မျိုးရိုးကောင်းရမယ်ဟောသူပြောတာကနော်နောက်နံပါတ်2ပညာတတ်ရမယ်နံပါတ်3ရုပ်ဆင်းအင်္ဂါတင့်တယ်ရမယ်နံပါတ်4ကိုကျင့်တရားကောင်းရမယ်နံပါတ်5ပညာဉာဏ်ကြီးရမယ်တဲ့အင်္ဂါဘယ်နှချက်ပြောတော့5ချက်ပြောတာအဲ့ဒီမှာမြတ်စွာဘုရားကပုံနာကြီးကိုဗာဆက်မေးလို့ဆိုတော့တ
ကယ်လို့သင်ပြောတဲ့အတိုင်းအင်္ဂါ၅ပါးလုံးမပြည့်ပဲနဲ့နော်အင်္ဂါ၅ပါးလုံးမပြည့်ပဲနဲ့ရှေ့အင်္ဂါတွေချွတ်ရင်းနေတယ်မျိုးရိုးမကောင်းဘူးဆိုရင်မျိုးရိုးမတတ်ဘူးဆိုရင်လူကောင်းတယောက်လို့ပြောနိုင်မလားတဲ့ဗျမနပုံနာတယောက်လို့ပြောနိုင်မလားပြောနိုင်ပါသေးတယ်တဲ့နောက်အင်္ဂါ၄ပါးနဲ့ပြည့်စုံတယ်အဲ့လိုဆိုရင်ဆက်ပြီးတော့မေးတယ်ပညာမတတ်လို့ဟောလူကောင်းတယောက်လို့ဆက်ပြီးတော့ပြောလို့ရအောင်မလားတဲ့ဟာဒါလေးရသေးတယ်တဲ့သိလားနောက်ပြီးတော့ရုပ်စင်းကမသိနေဘူးဆိုရင်ဟောသုံးပါးနှုတ်လိုက်ပြီနော်မျိုးရိုးကောင်းခြင်းပညာတတ်ခြင်းရုပ်စင်းကတင့်နေခြင်းအဲ့ဒါမပါဘူးဆိုရင်ဟောနောက်နှစ်ပါးလေးနဲ့သီလနဲ့ပညာရှိခြင်းတည်းဟူသောအကြောင်းကြောင့်လူကောင်းတယောက်လူမြတ်တယောက်လို့ပြောနိုင်သေးသလားပြောနိုင်သေးတယ်တဲ့ဟာအဲ့လိုလိုပြောလိုက်ရောသူ့နောက်ကပါတဲ့ပုံသားတွေကထကန့်ကွက်ကြတာပုံသားကြီးအဲ့လိုမပြောပါနဲ့သင်ဟာဗောဓမရဲ့အယူဝါဒကိုလိုက်သွားပြီပေါ့နော်မျိုးရိုးကိုသူတို့ကအင်မတန်အဓိကထားတာခေပညာတတ်တာကိုအင်မတန်အဓိကထားတာရုပ်စင်းအင်္ဂါတဲ့နေတာကိုသူတို့ကလည်းအဓိကထားတဲ့သဘောမှရှိတယ်အဲ့လိုပြောလို့မြတ်စွာဘုရားကပုံသားတွေကိုကာယသောနာဒါနပုံသားကြီးကစကားပြောတတ်တယ်လူရည်လေဆိုရင်သူပြောပါစီသူမပြောတတ်ဘူးဆိုရင်ကဲမင်းတို့တွေကဘယ်လိုပြောမလဲဟာအဲ့လိုပြောလို့မှငြိမ်တော့တာအဲ့ဒီတော့သောနာဒါနပုံသားကြီးကလက်တွေ့ပြောတယ်ငါရဲ့တူအင်္ဂကဆိုတဲ့လူလင်ရှိတယ်တဲ့သူဟာရုပ်စင်းလည်းတင့်နေတယ်နော်မျိုးရိုးလည်းကောင်းတယ်ဝိဓသုံးပုံကိုလည်းသူတက်ကျွမ်းတယ်သီလလည်းရှိတယ်ပညာလည်းရှိတယ်ဒါကြောင့်သူ့ကိုလူမြတ်တယောက်လို့ပြောထားတယ်အဲ့ဒီအချိန်မှာတကယ်လို့ကငါရဲ့တူဟာပစ္စည်းတစ်ခုကိုခိုးလိုက်မယ်ဆိုလို့ရှိရင်ကံသူ့ကိုလူမြတ်လို့မင်းတို့ပြောနိုင်မလားတဲ့ဟောသီလဆိုတဲ့အကြောင်းချွတ်တဲ့သွားရင်ကျန်တဲ့ဟာတွေဘာတွေပဲကြည့်ပြီးလူကောင်းလို့မပြောနိုင်တော့ဘူးလက်တွေ့ပြောလိုက်တာနော်တကယ်ကြီးမိုင်းများဒါကြောင့်လောကကြီးမှာတကယ်တန်ဖိုးထားရတာဟာဘာလဲဆိုရင်ကိုကျင်တရားနဲ့အသိဉာဏ်ပညာပဲအဲ့ဒီမှာမြတ်စွာဘုရားကဆက်ပြီးတော့မေးတာကိုသီလရဲ့ပညာရဲ့အဲ့ဒီနှစ်ခုတစ်ခုခုရော့ရင်ဟောဖြစ်နိုင်သေးသလားတဲ့လူမြတ်တယောက်လို့ပြောနိုင်သေးသလားတဲ့အဲ့တော့ဘုရားကြီးကအရှင်ကိုယ်တော်မှာအဲ့ဒါကတော့လျှော့လို့မရတော့ဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့သီလဖြင့်ပညာကိုစီးကြောရတယ်ပညာဖြင့်သီလကိုစေကြောရတယ်လက်တစ်ဖက်ဖြင့်လက်တစ်ဖက်ကိုစေတကဲ့သို့ခြေတစ်ဖက်ဖြင့်ခြေတစ်ဖက်ကိုစေတကဲ့သို့တဲ့ဥမာလေးနဲ့တောင်ပြောလိုက်သေးတယ်အဲ့တော့လောကကြီးမှာတကယ်လူတော်တယောက်ဖြစ်ဖို့အတွက်ကတော့လူကောင်းတယောက်ဖြစ်ဖို့အတွက်ကတော့မရှိမဖြစ်လိုအပ်တာကသီလနဲ့ပညာကျန်တဲ့အရေးချင်းတွေဆိုတာကတော့အမွှန်းတင်မျှပဲမရှိလေပြဿနာသိမရှိဘူးရှိရင်တော့ကောင်းတာပေါ့ဟုတ်ရဲ့လားဒါကြောင့်တကယ်တမ်းလူလောကကြီးမှာအရေးကြီးတာကဘာလဲသီလရဲ့ပညာရဲ့အဲ့ဒီသီလရဲ့ပညာရဲ့တောင်မှသီလဆိုတဲ့သဘောကအင်မတန်အခြေခံကျတဲ့အတွက်ကြောင့်သူရာရဲ့အကြမြင်တုတ္တပညာထက်မြတ်တယ်လို့သီလမေဝတုတ္တတေယောဆိုတဲ့ပါဠိပိုက်ကလေးတစ်ခုရှိတယ်ဟိုမဉ္ဇဉ်ပူညာအဆင့်ပညာကိုရည်ရွယ်တာတော့မဟုတ်ဘူးနော်အကြမြင်ဘဟုတုတ္တစာပေကျမ်းကတက်မြောက်ခြင်းဆိုတဲ့ပညာထက်တော့ကိုချင်းသီလကတာတယ်သီလမေဝတုတ္တတေယောတဲ့ဟုတ်လားအဲ့တော့ဦးဇင်းတို့ဒီနေရာမှာသီလရဲ့ဆွမ်းရည်တတိနည်းနည်းလေးလူလောကနဲ့ဂွင်တဲ့အောင်ပြောချင်တာလေးတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဘုရားတော်ဘုရားကြီးတယောက်ရှိတယ်ပညာရှိအမတ်ကြီးပါပဲအဲ့ဒါဘုရင်မင်းကြီးကသူ့ကိုအင်မတန်မြတ်နိုးတယ်အင်မတန်လေးကြည်ညိုတယ်အဲ့ဒါဘုရားကြီးကစဉ်းစားတယ်ငါကပစ္စည်းဥစ္စာလည်းပေါ်တယ်ပညာလည်းတတ်တယ်အတိုင်းဝိုင်းလည်းကောင်းတယ်မျိုးရိုးလည်းတတ်တယ်သီလလည်းရှိတယ်ပေါ့ဒီဘုရင်မင်းမြတ်ကငါ့ကိုဘာကြောင့်ဒီလောက်ချစ်မြတ်နိုးနေတာတော့ဒီလောက်တန်ဖိုးထားနေတာတော့ဘာကြောင့်လဲဆိုတာကိုသူသိတယ်ပညာတတ်လို့ပဲတန်ဖိုးထားလိမ့်သလားအစနာရအားကိုးနေရလို့ပဲတန်ဖိုးထားလိမ့်သလားဒါမှမဟုတ်ငါရဲ့ကိုချင်းတရားကောင်းခြင်းကြောင့်တန်ဖိုးထားတာလားအဲ့ဒါကိုလက်တွေ့သိရအောင်ဆိုပြီးတော့ဘုရားလုံးကဘာလုပ်လို့ဆိုတော့ပရိသေအိမ်ကိုသွားတယ်ဟာပရိသေကဝမ်းသာနေတဲ့ဒီလောက်ပုံသေးရှိတဲ့လူကြီးသူ့အိမ်ရောက်လာတယ်သူလည်းအင်မတန်ကြီးညိုလေးစားတဲ့ပုဂ္ဂိုလ်ကြီးကိုအဲ့ဒီစကားပြောနေတဲ့ပြန်လာပြီးကြတော့ရွှေစာကလေးတစ်ခုကိုမသိအောင်ဖြတ်ခနဲ့ဆိုယူသွားတယ်အဲ့ဒါကိုပရိသေကမမြင်အောင်မြင်လိုက်တယ်ဟုတ်တယ်သူကဒါပေမဲ့ဂုံဒီကိုထောက်ပြီးတော့ဘာလည်းမသိဘူးပေါ့စိတ်ထဲမှာတော့တော်တော်ကြီးကိုသူ့စိတ်ထဲမှာတတိကအောင်ဖြစ်သွားတယ်ဒါပေမဲ့မပြောဘူးအဲ့တော့နောက်နေ့လည်းဘုရားတော်ကရောက်လာတယ်ဘယ်လိုပဲစကားပါကြပြောပြီးတော့အဲ့ဒါတွေတန်ဖိုးကြီးတာတခုကိုခါယူသွားပြန်တယ်မသိအောင်
တို့ကမျက်နှာပြတ်သွားတဲ့ပြင်းတွေကဘလူလေဒီလူကြီးကစောစောကဒါသူအင်မတန်ကြီးညိုပြီးတော့လေးစားပြီးတော့မျက်နှုတ်ပြီးတော့တံပိုးထားနေတဲ့လူတယောက်နော်အဲ့ဒါတတိယမြောက်နေ့ရောက်လာပြန်တယ်အဲ့လိုပဲကြိုးပြီးတော့ယူလိုက်ပြန်တယ်အဲ့ဒီတော့လုံးဝသိမခံနိုင်တော့ဘူးဟာခမည်းကိုကျုပ်ကပညာရှိလားသူတော်ကောင်းလားလို့ဆိုပြီးတော့တံပိုးထားနေရတာတကယ်တမ်းကတော့ခမည်းကတခိုးတယောက်ပဲတဲ့ပိတ္တေကိုလူရကကိုယ်ကိုနာမည်မဲ့တာနော်ဟုတ်တယ်မဟုတ်လားအဲ့ဒီလိုဝိုင်းအော်တော့ဘေးကလူတွေလည်းအော်တဲ့မျက်နှာတွေနဲ့ဟုတ်ကောဟုတ်ရဲ့လားဟုတ်တယ်လက်တွေ့ကိုတွေ့လားအဲ့ဒါနဲ့ဘယင်းဒီခေါ်သွားတာဘုရားတော်ကဘာမှမပြောဘူးအင်မတန်တည်ငြိမ်တဲ့အနေထားသူအဖြေတစ်ခုကိုရှားနေတာကိုအဲ့ဒါဘယင်းဒီရောက်သွားတော့အကုန်လုံးအော်တဲ့မျက်နှာတွေနဲ့ဝိုင်းပြီးတော့ကြည့်တယ်အခါတိုင်းမှာတော့မျက်နှာတွေတံပိုးထားတဲ့မျက်နှာတွေနဲ့တကယ်ကိုရိုးသေးသေးလေးလေးစားစားပေါ့ဟုတ်ရဲ့လားဟောအခုကြတော့ဝိုင်းကြည့်တဲ့မျက်လုံးတွေကအဲ့လိုမျိုးမဟုတ်တော့ဘူးဘာမှတန်ဖိုးမရှိတဲ့သခိုးတယောက်ကိုကြည့်တဲ့မျက်လုံးမျိုးနဲ့ကြည့်ကြတာသူ့ကိုချစ်လာပါတယ်မျက်လုံးလာပါတယ်တန်ဖိုးထားလာပါတယ်ဆိုတော့ဘယင်ကြီးကိုကစားသူ့ကိုပုံနာကြီးတင်ဘလို့ဖြစ်တာလေတဲ့သင်ဘာကြောင့်ဒီလိုယုံညံ့တဲ့အလုပ်ကိုလုပ်တယ်လေအဲ့ဒီကြတော့မှဘုရားလောင်းကဘယင်မင်းတရားသင်ဘယင်မင်းမြတ်ဟာကျွန်တော်မျိုးကိုဘာကြောင့်ဒီလောက်မျက်နှိုးတယ်လဲဆိုတာကိုသိချင်လို့အခုတော့အဖြေတစ်ခုကောင်းကောင်းရပြီတဲ့လောကကြီးမှာလူသားတွေတကယ်တန်ဖိုးထားတာမျက်နှိုးတာဟာကိုကျင့်တရားပဲဆိုတာကိုသိရတယ်တဲ့အဲ့ဒါနဲ့ဘုရားလောင်းကအင်မတန်ဖြူစင်တန်ရှင်းအောင်ကြိုးစားမယ်ဆိုပြီးတော့ရှိတဲ့စည်းစိမ်ရှိတဲ့ပတ်သက်မှုအားလုံးကိုစွန့်ပြီးတော့ဟိမန္တာထွက်ပြီးတော့ယသိပြုတယ်လို့ဆိုပါတယ်ဒီနေရာမှာဓမ္မတို့ဦးဇင်းတို့အတွက်အမြဲထွက်တာကလောကကြီးမှာတူတူကိုနားလည်သည်ဖြစ်စေနားမလည်သည်ဖြစ်စေတကယ်အတွင်းစိတ်တက်မသိတဲ့စိတ်လိုပဲပြောကြပါစို့တကယ်တန်ဖိုးထားတာဟာဘာလဲဆိုလို့ရှိရင်ကိုကျင့်တရားပဲကိုကျင့်တရားမကောင်းဘူးဆိုတာသိတာနဲ့ကျန်တာတွေလောက်ပဲတော်ပါတယ်ပြောလေးလေးနက်နက်တန်ဖိုးမထားနိုင်တာတော့သိကြတယ်ဟုတ်ရဲ့လားဒါကြောင့်မိဘတော်သူတော်ကောင်းတို့လောကကြီးမှာသီလနဲ့ပညာဆိုတာကတော့နှုတ်လို့မရတော့ဘူးဒီအရေးချင်းတစ်ခုကတော့ရှိကိုရှိမှဖြစ်ပါအဲ့ဒီသီလနဲ့ပညာဆိုတဲ့နေရာမှာလည်းပဲသီလကပူးပြီးတော့အခြေခံမကြဘူးလားကြတယ်ဒီနေရာမှာဦးဇင်းတို့လေးလေးနက်နက်ဆက်ပြီးတော့သီလရဲ့အကျိုးကျေးဇူးတွေကိုပြောခြင်းလိုက်တယ်မြတ်စွာဘုရားလည်းကနတ်သားတယောက်ကမြတ်စွာဘုရားကိုမေးတာရှိတယ်ဟောဒီလောကကြီးမှာတဲ့အတွင်းကလည်းပဲအလိုဆန္ဒတွေနဲ့ရှုပ်ထွေးနေတယ်တဲ့လောကကြီးဆိုတာတတ္တဝါတွေကိုပြောတာပေါ့ဗျာအပြင်ဘက်ကလည်းပဲလူချင်းမဲ့မောစရာအာယုန်တွေနဲ့ရှုပ်ထွေးနေတယ်တဲ့အဲ့လိုအတွင်းရှုပ်အပြင်ရှုပ်နေတဲ့ဒီအရှုပ်တွေကိုဘယ်လိုတတ္တဝါတွေရှင်းသွားအောင်ပြေလည်အောင်ဖြေရှင်းနိုင်တယ်တဲ့အန္တောဇတာဗဟိဇတာဇတာယဇတိတာပဇာတန္တံဘောရမပု္ပ္ပဇာဟိကောဣမဝိဇတယေဇတံတဲ့ဒီကထာလေးနဲ့လာပြီးတော့လျှောက်တာလျှောက်တော့မြတ်စွာဘုရားကတိလိပဋိဌာယနရောတပညောစိတ်တံပညေစဘာဝကြီးအာတပိနိပကောဘိက္ခုသောဣမဝိဇတယေဇတံတဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ပင်ကိုဉာဏ်ပညာပါတဲ့လူတယောက်တတ္တဝါတယောက်သီလပေါ်မှာတည်ပြီးတော့တမာတိနဲ့ပညာကိုပွားများမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာရှုပ်နေတဲ့အရှုပ်တွေကိုရှင်းသွားအောင်လုပ်နိုင်လိမ့်မယ်တဲ့ဆိုလိုတာကသူတော်ဟောင်းတရားမှန်တဲ့သီလပေါ်မှာအခြေတည်ထားရတာဒါကြောင့်ကျွန်တော်တာယုပါဠိတော်များမှာသီလဒီမြေကြီးနဲ့တူတယ်တဲ့သီလဒီဟူသောမြေကြီးမရှိဘူးဆိုရင်တရားဓမ္မတို့ဦးရင်တို့ဘာပေါ်မှာထောက်တည်ကြမှာလဲဘာပေါ်မှာထောက်တည်ကြရမရှိတော့ဘူးဒါကြောင့်သူတော်ကောင်းတရားဆိုတာသီလပေါ်မှာအခြေခံပြီးတော့တည်ဆောက်ကြရတာနော်တကယ်ကြီးမိုင်းများဒါကြောင့်သီလအရေးမကြီးဘူးလားအရေးကြီးတယ်သီလအင်မတန်အရေးကြီးတယ်ဒါကြောင့်သီလနဲ့ပတ်သက်ပြီးတော့ဦးဇင်းကစုံစုံစည်းစည်းလေးပြောနေတာနဲ့တချို့အချက်လေးတွေကိုကျမ်းနေရမှာဆိုတာပေါ့ဟုတ်လားကျမ်းနေရမှာဆိုတာဒါကြောင့်မလို့ဒီမှာစာလေးတွေတွတ်ပြီးတော့ထားတယ်အခုနောက်ပြီးတော့ဗာပြောချင်လို့ဆိုတော့ဒီလောက်အခြေခံကြတဲ့အရေးကြီးတဲ့သီလဘုရားတို့သင်္ကုတ္တပါဠိတော်မှာအဘိဓမ္မာသုတ်တံဆိုတာရှိတယ်သိလားအဲ့ဒီအဘိဓမ္မာသုတ်တံကအဓိပ္ပာယ်ကဘာလဲဆိုတော့အမြဲတမ်းစီးဆင်းနေတဲ့ကုသိုလ်မြစ်ကြီးများလို့အဓိပ္ပာယ်ရတယ်ကုသိုလ်တွေဟာမြစ်ကြီးတစ်စင်းလို့အမြဲတမ်းစီးဆင်းနေတယ်အဲ့ဒီလိုအမြဲတမ်းစီးဆင်းနေတဲ့ကုသိုလ်အမျိုးအစားများပေါ့နော်အဲ့ဒီအမျိုးအစားတွေကဘာတွေလဲဆိုလို့ရှိရင်ဦးဇင်းတို့
ဖရာကိုအာယုံပြုလို့ဖြစ်ပေါ်တဲ့ကုသိုလ်တရားကိုအာယုံပြုပြီးတော့ဖြစ်ပေါ်တဲ့ကုသိုလ်တန်ခါကိုအာယုံပြုပြီးတော့ဖြစ်ပေါ်တဲ့ကုသိုလ်အဲ့ဒါပြီးတော့ဗာဆက်ဟောထားတယ်ဆိုတော့ငါးပါးသီလကိုကျင့်သုံးရလို့ဖြစ်ပေါ်လာတဲ့ကုသိုလ်တဲ့အဲ့ဒါလေးထည့်ဟောထားတယ်သိအောစရာကောင်းတယ်ငါးပါးသီလကိုကျင့်သုံးခြင်းသည်အမြဲတမ်းစီးဆင်းနေတဲ့ကုသိုလ်မြစ်တစ်စင်းပါတဲ့အဲ့ဒါကိုမြတ်စွာဘုရားကအသေးစိတ်လေးပြောတယ်ဗျဆိုကြပါစို့တဲ့ပါဏာတိပါဒကံကိုငါမလွန်ကျူးဘူးစောင့်သိမ့်မယ်ဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာလောကကြီးအတွက်မဟာဒါနကိုပြုတဲ့သူတဲ့ပြီးတဲ့ငါးပါးသီလကိုမဟာဒါနလို့နာမည်တက်တာဗျမြတ်စွာဘုရားကနော်အင်မတန်ကြီးကျယ်တဲ့အလှူတဲ့ဘာအလှူကိုလှူရတော့ဆိုတော့ကိုယ်များအောင်ပြောတယ်အဘိယဒါနကိုလှူတာတဲ့ဆိုကြပါစို့ငါပါဏာတိပါဒကစောင့်သိမ့်မယ်ငါဘယ်တော့မှသူများတက်ကိုမတက်တော့ဘူးဆိုလို့ရှိရင်တတ္တဝါတွေကိုမင်းတို့ငါဒီဟူသောအကြောင်းကြောင့်တော့ကြောက်မနေကြနဲ့ငါဘယ်သူကိုမှတတ်ပါမဟုတ်လားအဲ့တော့ကိုကမတက်ဘူးဆိုရင်ကိုယ့်ကြောင့်တတ္တဝါတွေဘေးမဖြစ်တော့ဘူးပေါ့သိချင်းဒီဟူသောဘေးဖြစ်เสียအကြောင်းရှိသေးလားမရှိတော့ဘူးကိုယ်စိတ်ကလေးတွေချင်းလေးတွေကစားကိုယ့်ကိုကြောက်เสียမလိုဘူးပေါ့သူတို့ကြောက်တယ်လို့ကြောက်မယ်ဆိုတော့ကိုကသူတို့ကိုမတတ်တော့ဘူးလေအဲ့ဒီတော့အဘိယဒါနအနှိုင်းအရှိမရှိတဲ့အတိုင်းအရှိမရှိတဲ့တတ္တဝအနန္တရဲ့အပေါ်မှာဘေးကင်းခြင်းတည်းဟူသောအလှူကိုလှူတဲ့အတွက်ကြောင့်အဲ့ဒါဘေးကင်းခြင်းဆိုတဲ့အကျိုးကိုရမယ်အဘိယဒါနနောက်တစ်ခါဒီမိုင်းများအဲ့လိုပဲမခိုးဘူးဆိုလို့ရှိရင်လည်းပဲဒီပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးတော့ဘာမှကြောက်နေကြရစိုးရင်ကြမလိုဘူးငါဘာမှမတရားတာကိုမရှိဘူးဒါလည်းအဘိယဒါနပဲဣတိရိရဲ့စိတ်ထဲမှာရှင်းမယ်ထင်ပါတယ်နော်အဲ့လိုပဲအိမ်တော်ကြီးပေါက်ပြန်မှုမပြုတ်ဘူးဆိုလို့ရှိရင်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့ဒါဘာမှငါ့ကိုစိုးရင်ကြမလိုဘူးအဘိယဒါနဟုတ်ရလားနောက်ပြီးတော့ဦးဇင်းတို့ပါတော့လိမ်ညာပြီးတော့မပြောဘူးအမှန်တရားတစ်ခုအတွေ့နဲ့ဘာမှစိုးရင်ကြမလိုဘူးအဘိယဒါနဟုတ်ရလားနောက်ပြီးတော့ပါတော့သူရာမေရယအယက်နေတာမတော့ဘူးဆိုတာနဲ့အဲ့ဒါလောကကြီးကိုဘေးကင်းတဲ့အလှူကိုလှူပေးတာပဲဒီကိစ္စကပြောတရားတော်တော်များတယ်ဗျအရက်နဲ့ပတ်သက်ပြီးတော့ကနောက်တစ်ခါကြီးမိုင်များဆိုကြပါစို့အရက်မတော့ချင်းဒီဘေးကင်းခြင်းအလှူကိုလှူတယ်ဆိုရင်အရက်ပေါက်ချင်းဒီဘေးရှိတဲ့အလှူကိုလှူတယ်လို့ပြောလို့မရဘူးလားဘုရင်ကအပြစ်ကိုပြောရင်အကျိုးကိုလည်းနားလည်ရမယ်လို့သောတော်ကပြောခဲ့တယ်နော်ဆိုကြပါစို့သူများတက်တက်ချင်းဒီဘေးရှိတဲ့အလှူကိုလှူတယ်လို့ပြောလို့မရဘူးလားသူများအသက်ကိုမတက်ဘူးဆိုတော့ဘေးကင်းတဲ့အလှူကိုလှူတာပေါ့သူများအသက်ကိုကြုံရင်တတ်မှာပဲဆိုရင်တော့ဒါဘေးရှိတဲ့အလှူကိုလှူတယ်လို့ပြောလို့မရဘူးလားဘေးရှိတာကိုလှူရင်တော့ဘေးရှိတာတွေပဲပြန်ရမှာပေါ့တဏှိတိတတိတံပါကံပဲလေဟုတ်တယ်မဟုတ်လားခုဆိုကြပါစို့အယက်တေလာတောက်စားခြင်းမှရှောင်ခြင်းလေဆိုရင်ဘေးကင်းခြင်းကိုလှူတာအယက်တေလာတောက်စားပြီဆိုရင်အဲ့ဒါဘေးရှိအောင်လုပ်နေတာတနည်းအားဖြင့်ဘေးရှိတာကိုလှူတာပြီးတော့ပို့ပြီးတော့ခံစားတတ်မယ်ထင်ပါတယ်အိမ်ဒီမှာအိမ်တော်ဦးကြီးကအယက်ကိုအတင်းတောက်တယ်ဆိုရင်အဲ့ဒီအိမ်မှာရှိတဲ့ဒကမာကြီးရောသားတွေသမီးတွေရောဘယ်လိုနေမလဲအကြီးအကျယ်စိတ်ဆင်းရဲလိမ့်မယ်အမြဲတမ်းကြောက်လန့်မှုနဲ့နေရလိမ့်မယ်ဘာမှဖြစ်လာမှလဲဆိုတဲ့အမြဲတမ်းစိုးရိမ်မှုနဲ့နေရလိမ့်မယ်ငါဟာငါပတ်စံရှိလို့တောက်တာပဲဘယ်သူမှငါထိခိုက်စေတာမဟုတ်ဘူးဆိုတာတကယ်ကတော့ဟုတ်သလားကိုယ်နဲ့ပတ်ဝန်းကျင်ကိုယ်နဲ့ထိဆက်ရနီးဆက်ရပတ်ဝန်းကျင်ကိုအရင်စပြီးတော့လောင်မြိုက်စေတယ်မဟုတ်လားဆင်းရဲစေတယ်မဟုတ်လားဟုတ်တယ်မဟုတ်လားဒါကြောင့်ကိုယ်ကိုယ်ကိုကောင်းကောင်းထိမ့်သိမ်းခြင်းသည်ပတ်ဝန်းကျင်ကိုချမ်းသာအောင်ဘေးကင်းအောင်လုပ်ရရောက်တဲ့အတွက်ကြောင့်အဘိယဒါနမဟာဒါနပါတဲ့ဟုတ်လားအဲ့လိုမဆောင်စည်းနိုင်ဘူးဆိုရင်တော့ဆန့်ကျင်ဘက်ပဲလောကကြီးကိုဘေးသက်အောင်အန္တရာယ်ရှိအောင်လုပ်နေတာဒါကြောင့်ဘေးကင်းတဲ့အဖြစ်အန္တရာယ်ကင်းတဲ့အဖြစ်ကိုဘယ်တော့မှရမှာမဟုတ်နော်ဘေးတဲ့ကောင်တော်တို့ဒါကြောင့်ဒီအရက်သေးတာဆိုတာကလည်းပဲဟိုဦးဇင်းကတက္ကတနာဟောခြင်းလေးတယ်ဒီအရက်နဲ့ပတ်သက်ပြီးတော့သိလားတရားတော်ဝဲစာလောက်ပေါ့သူကတရားတော်ဝဲစာလောက်တော့ပြီးမှာမဟုတ်ဘူးနော်ဒါပေမဲ့ပြောနေတာကဒီအရက်တောက်ခြင်းကြောင့်ကိုယ်ထိခိုက်စေတယ်ကိုယ်နဲ့နီးစပ်ရာထိစပ်ရာကိုလည်းထိခိုက်စေတယ်ဆိုတာကတော့ဘယ်လိုမှမငြင်းနိုင်ဘူးနော်ပိဋကထိခိုက်တာမှကိုယ့်အပေါ်မှာချစ်ကြတဲ့ပုဂ္ဂိုလ်တွေပေါ်မှာထိသွားတာသိအောင်စရာကောင်းတယ်ဒါတွေကစဉ်းစားကြည့်မယ်ဆိုရင်တောက်ချင်စရာမရှိဘူးမြတ်စွာဘုရားကကိုယ့်ပေါ်မကောင်းတဲ့လူပေါ်မှာတော့ပြန်ကောင်းရမယ်လို့ဟောထားတာကိုယ့်ပေါ်ကောင်းတဲ့လူမှာဆိုရင်တော့ပြောမနေနဲ့အများကြီးမကောင်းတယ်မို့လားအရက်တွေကတောက်စားခြင်းအပြင်
ကိုယ့်ဘောမကောင်းတဲ့လူပေါ်ကောင်းဖို့နေနေတာကိုယ့်ဘောမှာကောင်းရတဲ့လူတွေအပေါ်မှာတော့ပြန်မကောင်းနိုင်ရရောက်သွားတယ်အဲ့ဒီအချက်ကိုခံစားလို့ရလားသူကြောင့်တို့တာသမီတယောက်ရက်တော့တယ်ဆိုရင်မိဘတွေဘလို့နေမလို့ပြုတ်စိတ်ဆင်းရဲရတယ်မိဘတွေကပတ်စံတွေပါပြီးအများကြီးလာပေးတာတဲ့ကိုတာသမီရက်တော့နေတာဘယ်တော့မှမတော့တော့ပါဘူးဆိုတာမျိုးနှစ်ခုနှိုင်းရှင်လာရင်မိဘတွေကဘယ်ဟာရခြင်းမတော့ရမတော့ဘူးဆိုတာကိုရခြင်းမှာဘောဗျာဟုတ်ရဲ့လားအဲ့တော့မတော့ခြင်းအဖြစ်ဘလောက်ချမ်းသာတော်စီတလဲတောက်ခြင်းအဖြစ်ကိုချစ်ရတဲ့ကိုကိုချစ်ကြတဲ့မြင်လို့ကြတဲ့လူတွေကိုဘလောက်ဆင်းရဲသွားစေသလဲကိုလုပ်တဲ့လူရဲ့တခုဟာပတ်ဝန်းကျင်ကိုဘလောက်ထိခိုက်သွားစေသလဲဆိုတာပေါ်မှာမူတည်ပြီးတော့ကိုလုပ်ရဲ့အကျိုးအပြစ်အကြီးဟာအများကြီးစကားပြောတယ်အဲ့ဒါပြီးတော့စဉ်းစားကြည့်ရက်တော့တဲ့လူအဲ့လောက်အပြစ်ကြီးတယ်ဆိုရင်အရက်ရောင်းတဲ့လူအရက်ထုတ်လုပ်တဲ့သူဘလောက်အပြစ်ကြီးမလဲဆိုတာစဉ်းစားကြည့်ပါတိလားအရက်ရောင်းတဲ့လူဘလောက်အပြစ်ကြီးမလဲဆိုတာစဉ်းစားကြည့်ပါဥဒ္ဒကအရက်ရောင်းတဲ့လူတွေကိုမြင်တိုင်းငယ်ငယ်တုန်းကကြွားမနေကြတုန်းကအဖြစ်အပျက်တစ်ခုကိုအမြဲတမ်းလို့အမှတ်ရတယ်အဲ့ဒါကဘာလဲဆိုတော့ရွာဆိုတော့တို့ရက်ချက်ပြီးတော့ရောင်းကြတာရှိတာပေါ့ဗျာအဲ့ဒါရက်ရောင်းတဲ့အိမ်ကဦးဇင်းတို့ငယ်ငယ်ကနေတဲ့အိမ်နဲ့မလှမကန်နင်းနီးလေးအဲ့ဒါဒီနေ့တော့ဒကမာကြီးတယောက်ကအခါရဲ့အတင်းတောင်းနှမောင်းတင်ပြီးတော့ထမိန်ခလောင်းတင်ပြီးတော့အဲ့ဒီအရက်ချက်ရောင်းတဲ့မိန်းမကိုလာရန်ဖြစ်တယ်ဟောလို့ရင်ဖြစ်တာတော့ဆိုတော့သူ့ယောက်ျားကမူးပြီးတော့ပြန်လာတာသိလားအဲ့ဒါယောက်ျားကိုတခွန်းမှမပြောဘူးအဲ့ဒါအရက်ရောင်းတဲ့အိမ်ကမိန်းမကိုလာပြီးတော့ရန်ဖြစ်တာဘာလို့မသိဘူးလို့အော်နေတာအဲ့ဒါသူပြောတဲ့စကားတွေကမှတ်သားစရာအများကြီးပါတယ်သိလားငါတို့ဘယ်လိုဒုက္ခရောက်နေတာနင်ကြည့်ရသလားတဲ့နင့်ကြောင့်မို့လို့ငါတို့အိမ်လုံးဒုက္ခရောက်ရတယ်ပေါ့ယောက်ျားကိုဘာမှမပြောတော့ဘူးပြောမရလို့လည်းဖြစ်ချင်းဖြစ်မဲ့ပေါ့ဟုတ်လားထားပါတော့လေဟုတ်လားအဲ့တော့ရေရောင်းတဲ့ပုဂ္ဂိုလ်တွေဟာအရက်တောက်ကြတဲ့ပုဂ္ဂိုလ်တွေရဲ့မိသားစုတွေအိမ်ရှင်မတွေဘယ်လောက်ဆင်းရဲကြရတယ်လဲဆိုတာလေးကိုတစ်ချက်လောက်တော့စဉ်းစားတင်တာပေါ့အရက်တောက်တဲ့လူကတော့သူ့မူရစ်တဲ့ရတာကိုခံစားရလို့သုတဝါဝါဟုတ်လားဒုက္ခတွေနဲ့ပေးစားရတယ်ဆိုတာတော့သူထားပါတော့လေဒါကတော့သူ့ပြည့်တဲ့သူတန်တယ်လို့လည်းပြောရမလို့ရှိတယ်ဟုတ်လားတို့တော့ဘေးကပုဂ္ဂိုလ်တွေကတော့တန်ရုံးတဲ့နှောင်ကြိုးလည်းမကင်းနိုင်သေးတော့ကိုယ်နဲ့ပတ်သက်ရာကတောက်နေတော့ကိုယ့်အတွက်ဒုက္ခရောက်တာတွေမရှိဘူးလားရှိတာပေါ့ဟုတ်ရဲ့လားဒါကြောင့်ဒုက္ခကြီးကတော့ပြောမယ်ဆိုရင်လည်းမဆုံးဘူးပေါ့ဗျာဟုတ်ရဲ့လားအဲ့တော့ဘာပဲပြောကိုပြုတာကိုရကြတာနော်တရားကြီးမှကြီးများတောက်ရင်လည်းတောက်တယ်လို့ပေါ့ရောင်းရင်လည်းရောင်းတယ်လို့ပေါ့ပတ်သက်မိရင်လည်းပတ်သက်မိတယ်လို့ပဲပေါ့လေဟုတ်ရဲ့လားထားပါတော့စကားတွေကဘေးဆက်သွားလို့ရှိရင်လူရင်းရောက်မှာမဟုတ်ဘူးနော်ဒါကြောင့်ပြီးတော့ပြောကြအောင်လို့ဒီငါးပါးသီလဆောင်သိခြင်းကိုမြတ်စွာဘုရားကဘယ်လိုဟောထားလဲအပေယဒါနအတိုင်းအရှိမရှိတဲ့တတ္တဝအနန္တကိုဘေးကင်းခြင်းအလှကိုလှူရပါတဲ့လောကဇက်ခုံပေါ်မှာတတ္တဝတိုင်းဟာတယုတ်ဆောင်နေကြီးပဲလို့ဦးဇင်းထင်တယ်ကိုယ်ဘယ်နာကတယုတ်ဆောင်နေသလဲဆိုတာကိုတစ်စိတ်လောက်တော့ပြန်ပြီးတော့စဉ်းစားတဲ့တယ်လို့ထင်တယ်ငါဟာလောကကြီးကိုဒုက္ခပေးနေတဲ့နေရာကတယုတ်ဆောင်နေသလားဒါမှမဟုတ်ငါဟာလောကကြီးကိုဘေးကင်းအနေကင်းအောင်ဖြစ်အောင်လုပ်နေတဲ့နေရာကတယုတ်ဆောင်နေသလားခန္ဓာဝရဏတော့လူတိုင်းရှာပြီးတော့ကျွေးမွေးကြရတာပါဗျာဟုတ်ရဲ့လားဘုရားဘာတွေပြောနေတယ်ဆိုတာပေးတယ်လို့သိတယ်မဟုတ်လားလူတိုင်းမိသားစုရှိတယ်ကြွေးကြရမွေးကြရတယ်လူတိုင်းရှာဖွေနေကြရတာပဲဘယ်နည်းနဲ့ရှာမှာလဲဘယ်နည်းနဲ့ခန္ဓာဝင်ရဲ့ဒုက္ခတွေကိုရှင်းမှာလဲဒါကုသိဉာဏ်ပေါ်မှာမူတည်တယ်ပြီးတော့ဘာတွေကိုတန်ဖိုးထားနေတာလဲဒီမိဘုန်းတွေရဲ့အဖြေဟာကိုယ်ဘာတွေကိုလုံနေသလဲဆိုတာပေါ်မှာအများကြီးမူတည်ဘူးလားမူတည်တယ်ဒါကြောင့်ပေးလိုက်ပါဘုရားဟောင်းတို့ဒီငါးပါးသီလကိုကျင့်တရားတွေပြောရင်ပြောသလောက်မကျေပြတ်ဘူးလားကျေပြတ်နေဟုတ်ရလားအဲ့ဒါပဲကျတော့ငါးပါးသီလရဲ့အကျိုးအပြစ်တွေကိုပြောမယ်ဆိုရင်ကိုယ်နိုင်ဝယ်ရမရှိဘူးနော်လို့ထပ်ပြီးတော့လေးနက်ပြောချင်တာတခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဘုရားတို့လောကနဲ့ဆက်ဆက်ပြီးတော့ပြောတော့တရားကမလေးနက်လို့ဖြစ်ပါလေဆိုရတယ်နော်တကယ်တမ်းကတော့ဒီငါးပါးသီလရဲ့အကျိုးဆက်တွေဟာအလွန်လေးနက်တဲ့အတိတ်ပဲရှိတယ်အဲ့ဒါဦးဇင်းတို့အင်္ဂုတ္တပါဠိတော်တတကနိဗ္ဗာန်မှာစေတနာကရဏီယတုတ်တံဆိုတာရှိတယ်အဲ့ဒီမှာမြတ်စွာဘုရားဘာဟောထားလဲဆိုတော့သီလနဲ့ပြည့်စုံခြင်းကြောင့်ဖြစ်ပေါ်လာနိုင်တဲ့နောက်ဆက်တွဲကောင်းကျိုးတွေကိုဟောထားတယ်သိလားသီလပြည့်စုံလို့ရှိရင်တဲ့ငါရဲ့စိတ်နှလုံးဒီမသားမယာမဖြစ်ပါစေနဲ့တာတာယာယာဖြစ်ပါစေလို့
တမင်တောင်းတနေကြရမလို့ဘူးတဲ့စိတ်နှလုံးဟာตายရမယ်ရှင်လန်းမယ်စိတ်နှလုံးตายရရှင်လန်းပါပြီဆိုလို့ရှိရင်တော့ပီတိဖြစ်ပါစေဝမ်းမြောက်ပါစေလို့တမင်တကာလုပ်နေကြရမလို့ပီတိအလိုလိုဖြစ်မယ်ပီတိဖြစ်လာလို့ရှိရင်ငြိမ်းအေးပါစေလို့ဆုတောင်းကြရမလို့ဘူးအလိုလိုငြိမ်းအေးမယ်ငြိမ်းအေးလာပြီဆိုလို့ရှိရင်ချမ်းသာမှုကိုခံစားရပါစေလို့ဆုတောင်းကြရမလို့ဘူးချမ်းသာမှုရှိလာမယ်ချမ်းသာလာလို့ရှိရင်တည်ငြိမ်ပါစေလို့ဆုတောင်းကြရမလို့ဘူးတည်ငြိမ်လာလိမ့်မယ်အလိုလိုဖြစ်သွားတဲ့ဝင်ဆက်တွေကိုမြတ်စွာဘုရားပြောတာသိဝင်စားတဲ့အကောင်းတယ်နော်စေတနာကရဏီရတယ်နော်ဒါကိုဒီလိုဖြစ်ပါစေလို့တတ်တစေရမလိုဘူးပေါ့ဒီလားကြောင့်အလိုလိုဖြစ်သွားမယ်အကျိုးတရားတွေအဲ့လိုစိတ်တည်ငြိမ်လာပြီဆိုလို့ရှိရင်ယထာဘုဒ္ဓမှန်မှန်ကန်ကန်သိပါစေမြင်ပါစေလို့တမင်တတ်တစေရမလိုဘူးမှန်မှန်ကန်ကန်သိလာမယ်မှန်မှန်ကန်ကန်သိလာလို့ရှိရင်ညီးဝေပြီးတော့ဆွမဲ့ခြင်းကင်းပါစေလို့ဆုတောင်းကြရမလို့ညီးဝေပြီးတော့ဆွမဲ့ခြင်းကင်းသွားလိမ့်မယ်ညီးဝေပြီးတော့ဆွမဲ့ခြင်းကင်းပြီဆိုရင်လွတ်မြောက်ပြီးတော့လွတ်မြောက်ခြင်းကိုတပံသိပါစေလို့တတ်တစေရမလို့ဘူးလွတ်မြောက်ပြီးတော့လွတ်မြောက်ခြင်းကိုတပံသိသွားလိမ့်မယ်ဒါမဉ္ဇဉ်ဘုံညာအစဉ်စဉ်ထိမြတ်စွာဘုရားဟောတာဒါဥစဉ်တို့ပါဠိလိုတွေပြောနေရင်တရားကရှေ့မှာဆိုလို့ဟုတ်ရဲ့လားဆိုလိုတာကသီလရှိလို့ရှိရင်ပိဋိပတ္တိဒုက္ခသမာဓိယထာဘုဒ္ဓအစရှိတဲ့ဉာဏ်လေးအစဉ်စဉ်တက်ပြီးတော့နောက်ဆုံးလွတ်မြောက်မှုကိုတော့ရသွားမယ်လို့မြတ်စွာဘုရားကဟောတာဒါသီလရဲ့အကျိုးကျေးဇူးကတော့အထွတ်အထိပ်ပဲနော်တခါကြီးမိုက်ပြနောက်ဆုံးမဉ္ဇဉ်ဘုံညာဖြင့်တန်တရားဝဆင်းရဲကလွတ်မြောက်သည့်အထိသီလရဲ့ဂွင်းဆက်အကျိုးပေးတွေကအဲ့ဒါလိုမရှိဘူးလားရှိတယ်ဒါကြောင့်အကျိုးလည်းအင်မတန်ကြီးတဲ့မပြည့်စုံရင်အပြစ်လည်းအင်မတန်ကြီးတဲ့ဒီသီလနဲ့ပတ်သက်ပြီးတော့တရားဓမ္မတို့ဦးဇင်းတို့အလေးနဲ့ထားကြဖို့မလိုဘူးလားလိုတယ်အဲ့ဒီလိုအလေးနဲ့ထားပြီးတော့သီလပြည့်စုံအောင်ကြိုးစားမယ်ဆိုလို့ရှိရင်ဒါဦးဇင်းတို့တရားရဲ့ဒုတိယပိုင်းရောက်လာပြီနော်အကျိုးပြည့်ကိုတော့ဒီလောက်နဲ့ရက်ကြရအောင်ဟုတ်လားခေါင်းနဲ့ပေါ်လာတာဆက်ပြောရင်တော့ပြောလို့ရသေးတာပဲနော်တို့တော့လည်းပဲဟိုသူ့ဟာလေးနဲ့သူတောင်းစီအောင်ပြောကျင်သေးတာကိုနော်အဲ့တော့သီလပြည့်စုံအောင်ဘယ်လိုကြိုးစားကြမလဲသီလပြည့်စုံခြင်းရဲ့အကြောင်းတရားတွေကဘာတွေလဲသီလပြည့်စည်ခြင်းရဲ့အကြောင်းတရားတွေကဘာတွေလဲဒါတွေကိုသိဖို့လိုတယ်ပြည့်စည်ခြင်းရဲ့အကြောင်းကိုသိရင်ပြည့်စုံဖို့လွယ်သွားတာပေါ့ပြည့်စည်ခြင်းရဲ့အကြောင်းကိုရှောင်ဖို့ပဲရှိတယ်လေပြည့်စုံခြင်းရဲ့အကြောင်းတရားတွေကိုသိမယ်ဆိုရင်ပြည့်စုံအောင်လုပ်ဖို့အထောက်အကူအများကြီးမရပြီဘူးလားရတယ်အဲ့ဒါဦးဇင်းတို့သင်္ကုတ္တပါဠိတော်မှာသီလပြည့်စုံခြင်းရဲ့အကြောင်းကိုမြတ်စွာဘုရားကဟောထားတဲ့ဒေသနာတော်တွေကိုလေ့လာကြည့်လိုက်တော့အကျဉ်းများအဖြစ်နှစ်ချက်တွေ့ရတယ်အဲ့ဒါကဘာလဲဆိုတော့အပြင်ဘက်အကြောင်းအနေနဲ့ပြောရမယ်ဆိုရင်တော့မိတ်ကောင်းရှိခြင်းပေါ့ကိုယ့်ရဲ့အစ္ဆဒအတွင်းအကြောင်းအနေနဲ့ပြောရမယ်ဆိုရင်တော့စိတ်ကောင်းရှိခြင်းပေါ့မိမိအကြောင်းတရားကနှစ်ခုတော့နှစ်ခုနော်မိတ်ကောင်းရှိခြင်းနဲ့စိတ်ကောင်းရှိခြင်းမိတ်ကောင်းရှိခြင်းဆိုတာကိုဦးဇင်းတို့ဘယ်မှာတွေ့ရတော့ဆိုတော့ဣဋ္ဌဓမ္မသုတ်တံမှာတွေ့ရတယ်ကလျာဏမိတ်တတာသီလနံအာဟာရောတဲ့ကလျာဏမိတ်တတာမိတ်ကောင်းဆွေကောင်းရှိခြင်းတည်သီလနံသီလပြည့်စုံခြင်းရဲ့အာဟာရောအားကြီးတဲ့အထောက်ပံ့ပါတဲ့မိတ်ကောင်းဆွေကောင်းနဲ့ပေါင်းရလို့ရှိရင်အဲ့ဒါသီလရှိတဲ့လူဖြစ်နိုင်တယ်ပြီးတော့ပေါင်းတော်လို့လူဆိုတာတတူရဆွေးရတာနော်ပြီးတော့လူဆိုတာအတူကိုကလည်းအင်မတန်မြင်တဲ့သဘောရှိတယ်ကောင်းတဲ့လူတွေနဲ့ပေါင်းရလို့ရှိရင်ကောင်းတဲ့သဘောတဘာဝတွေကတဖြည်းဖြည်းနဲ့စိတ်ဝင်လာတဲ့သဘောရှိတယ်ကိုယ်တန်တမှာအဲ့လိုပဲဆန့်ကျင်ဘက်နားလည်ရမယ်ဆိုးတဲ့လူတွေနဲ့ပေါင်းလို့ရှိရင်သီလပျက်စီးနိုင်တယ်ဆိုတဲ့အကြောင်းဟုတ်ရဲ့လားပါပမိတ်တတာသီလနာပရိပန်ထောမယုံမှဆွေယုံမှလည်းပေါင်းပြီဆိုရင်သူတို့ရဲ့အမှုကျင့်တွေကကိုယ့်ကိုကူးဆက်ပြီးတော့ကိုယ်လည်းပဲယုံမှတဲ့လူတယောက်ကိုချင်းပျက်စီးတဲ့လူတယောက်ဖြစ်မသွားနိုင်ဘူးလားဖြစ်သွားနိုင်တာပေါ့ဟုတ်ရဲ့လားဒါကြောင့်သီလပျက်စီးမှုရဲ့အခြေခံအကြောင်းတရားသီလပြည့်စုံခြင်းရဲ့အခြေခံအကြောင်းတရားအဲ့ဒါဗဟိတကိုရှာဖွေမယ်ဆိုလို့ရှိရင်မိကောင်းဆွေကောင်းသို့မဟုတ်မေယုံမှဆွေယုံမှဆိုတာသီလပြည့်စုံခြင်းပျက်စီးခြင်းရဲ့အကြောင်းတွေဖြစ်နေတာတွေ့ရတယ်ဒါကြောင့်မိသားစုဘုရားကောင်းတို့သီလနဲ့ပြည့်စုံခြင်းလည်းဆိုလို့ရှိရင်မိကောင်းဆွေကောင်းကိုပေါင်းတင်ကြဖို့မလိုဘူးလားလိုတယ်သီလပျက်စီးမှကြောက်တယ်ဆိုလို့ရှိရင်တော့မေယုံဆွေယုံမှကိုရှောင်ဖို့မလိုဘူးလားလိုပါတယ်ဒါကဦးဇင်းတို့မိကောင်းရဲ့အကြောင်းပေါ့နောက်သီလနဲ့ပြည့်စုံဖို့အတွက်တွတ်ထက်ပိုးပြီးတော့အရေးကြီးတာကတော့ကိုယ့်ရဲ့အစ္ဆဒအတွင်းတဏ္ဍာမှာရှိတဲ့စိတ်ကောင်းနှလုံးကောင်းစိတ်ကောင်းပေါ့ပြည့်တဲ့
ကိုကဆိုးတဲ့ဓာတ်တွေရှိရင်ဆိုးတဲ့လူနဲ့ပေါင်းမိသွားတာပဲကိုယ်ပေါ်မှာတော့အများကြီးမူတည်တယ်လို့ဦးဇင်းထင်တယ်ဒါပေမဲ့ပေါင်းမိသွားရင်တော့ပတ်ဝန်းကျင်အဲ့ဒီမိတ်ဆွေတွေဆိုတာကလည်းပဲအားကြီးတဲ့အထောက်ပံ့တရက်အနေနဲ့ကောင်းအောင်ဆိုးအောင်လုပ်နိုင်တော့ရှိတာတော့လေအသေးချပဲဟုတ်ရဲ့လားအဲ့တော့ဦးဇင်းတို့ဒုတိယဆက်ပြီးတော့ပြောမှာကဘာလို့ဆိုရင်တိလပြည့်စုံဖို့အတွက်စိတ်ကောင်းရှိရမယ်ဒီနေရာမှာစိတ်ကောင်းရှိရမယ်ဆိုတာစိတ်ကောင်းဘယ်နှမျိုးလောက်လဲဆိုလို့ရှိရင်ဦးဇင်းတို့5မျိုးလောက်ဒါကိုဦးဇင်းတို့ဘယ်တဲကနေပြီးတော့ပိဋကဘုရားတို့ကိုယူပြီးတော့ပြောပါလို့ဆိုလို့ရှိရင်ဣနသုတ်တံဆိုတာဦးဇင်းတို့စက္ကနိပတ်ပါဠိတော်မှာဟောထားတာရှိတယ်ဣနဆိုတာကကျွေးလို့အဓိပ္ပာယ်ရတယ်တရားဓမ္မတို့ဦးဇင်းတို့လူလောကကြီးမှာပစ္စည်းဥစ္စာလောမပြီဆိုရင်ကျွေးနဲ့မကင်းနိုင်ဘူးကျွေးယူရတယ်အဲ့ဒါမြတ်စွာဘုရားကကျွေးကြောင့်ဖြစ်ပေါ်လာမဲ့နောက်ဆက်တွဲတွေနဲ့ဥမာပေးပြီးတော့ဟောထားတာဗျာအဲ့ဒီသုတ်တံလေးကိုအဲ့ဒါလေးကိုဦးဇင်းအကျဉ်းချင်းပြောပြမယ်နော်စုံယုံလေးပြောလိုက်ရင်တော့ဘာမှမကြဘူးသူကပါဆိုမြတ်စွာဘုရားကယဟန်တော်တွေကိုจิตသားတို့တဲ့လောကကြီးမှာစီးတဲ့ဥစ္စာမပြည့်စုံဘူးပစ္စည်းဥစ္စာနောမားတယ်ပစ္စည်းဥစ္စာရှားပါတယ်ဆိုရင်အဲ့ဒါဆင်းရဲတယ်မဟုတ်လားတဲ့ဆင်းရဲပါလေဖေ။ဆင်းရဲတယ်နော်ပစ္စည်းမပြည့်စုံရင်ပါလေဆင်းရဲတယ်။အဲ့ဒီပစ္စည်းဥစ္စာမပြည့်စုံလို့ကျွေးယူရပြီဆိုရင်လည်းဆင်းရဲတယ်မဟုတ်လားတဲ့ဆင်းရဲပါလေဖေ။ဟောနှစ်ချက်ရှိပြီနော်။ကျွေးယူတဲ့အခါမှာကျွေးဆိုတာအတိုးနဲ့ကျင်းတာမဟုတ်ဘူးတဲ့ဘယ်သူကမှအလကားကြီးချီးမှာမဟုတ်အတိုးဆိုတာမရှိဘူးလားရှိတယ်အဲ့ဒီကျွေးယူတဲ့အခါမှာအတိုးပေးပါမယ်လို့ဝန်ခံရခြင်းတွေလည်းရှင်းရဲတယ်တဲ့အဲ့ဒီအတိုးတွေနဲ့ချင်းငါလာပြီးတော့ကိုကမပေးနိုင်တော့ကျွေးရှင်ကအိမ်လာပြီးတော့တန်ငံငံတောင်းတာမရှိဘူးလားရှိတယ်အဲ့လိုကျွေးတောင်းခံရခြင်းတွေလည်းရှင်းရဲတယ်တဲ့ဒီချက်ရှိပြီနော်အဲ့ဒီမှာကျွေးဖို့ကများလာတော့အတိုးတွေကလည်းတက်လာတော့မပေးနိုင်တော့အရတဘာရှောင်းတိန်ပေါ်ရတာတွေမရှိဘူးလားရှိတာပေါ့လူလောကကြီးမှာအဲ့လိုရှောင်းတိန်ပေါ်တော့ကျွေးရှင်တွေကမနေဘူးဒါကြတဲ့သူတို့ကိုယ်တိုင်ပဲဖြစ်စေသူတို့ရဲ့ခင်ရင်းနှီးရဆိုင်ရာကိုဖြစ်စေဆေလွတ်ပြီးတော့ကိုယ့်ရဲ့နောက်ကိုတကောက်ကောက်လိုက်နေတယ်ဆိုတာလေဆင်းရဲတယ်မဟုတ်လားတဲ့ဆင်းရဲတယ်နောက်ဆုံးဒီလိုမှမပေးနိုင်တော့ဆိုင်ရာပန်ရာအာနာပိုင်တွေကလည်းတစ်ချက်ကိုယ့်ကိုဖမ်းချုပ်ပြီးတော့အကျိုးဝင်အောင်ချပလိုက်တယ်ဟောကျွေးအဲ့ဒါကိုဆင်းရဲတယ်မဟုတ်လားတဲ့ဆင်းရဲတယ်နော်ဘယ်နှမျိုးတော့6မျိုးပစ္စည်းမပြည့်စုံခြင်းဒီဆင်းရဲတယ်မပြည့်စုံလို့ကျွေးယူရတာဆင်းရဲတယ်ကျွေးယူလို့အတိုးတက်တာဆင်းရဲတယ်အတိုးတွေတက်လာပြီးများလာတော့မပေးနိုင်တော့ကျွေးတောင်းခံရတာဆင်းရဲတယ်ထွက်ပြေးတဲ့အခါလည်းမနေဘူးနောက်ကနေလိုက်လာတယ်အဲ့ဒါလည်းဆင်းရဲတယ်နောက်ဆုံးဘယ်လိုမှမပေးနိုင်လို့အချုပ်အနှောင်ခံရပြီးထောင်တန်းကြပြီဆိုတော့လေဆင်းရဲတယ်တဲ့ဘယ်နှမျိုးတော့6မျိုးအဲ့ဒါမြတ်စွာဘုရားကလူလောကနေပြည်မှာဒီကျွေးနဲ့ပတ်သက်ပြီးတော့ဆင်းရဲမိုးတည်ခြင်းနဲ့ပတ်သက်ပြီးတော့နောက်ဆက်တွဲဖြစ်လာတဲ့ဆိုးကျိုးတွေရှိနေတယ်လို့ဓမ္မနယ်ပယ်တရားရှုတော့မှလည်းပဲသူတော်ကောင်းတွေမြင်လို့တဲ့ဥစ္စာပစ္စည်းစိတ်ကောင်းနှလုံးကောင်းဒီဟူသောဥစ္စာပစ္စည်းခေါင်းပါနောမာတဲ့အတွက်ကြောင့်သီလပစ္စည်းခြင်းဒုတိုင်းမှုတွေကိုပြုခြင်းဆိုတဲ့ကျွေးတွေယူပြီးတော့ဆင်းရဲကြတာတွေလောကကြီးမှာရှိတယ်တဲ့လောကီနဲ့လောကုတ္တရာလောကရေးရနဲ့ဓမ္မရေးရကတခါတလေတူတူကြီးတူနေတာရှိတယ်ဗျဟုတ်လားအဲ့ဒါခုနကတည်းကမြတ်စွာဘုရားဥမာပြောတာနော်အဲ့လိုပဲတရားဓမ္မတို့ဦးဇင်းတို့တိလပြည့်စုံခြင်းရဲ့အကြောင်းကိုဦးဇင်းကစိတ်ကောင်းလို့ပြောခဲ့တယ်နော်စိတ်ကောင်းရှိရတယ်အဲ့ဒါအဲ့ဒီဒေသနာတော်မှာမြတ်စွာဘုရားကစိတ်ကောင်းဆိုတာကို5မျိုးလောက်သူတော်ကောင်းတွေမြင်လို့တဲ့ဥစ္စာပစ္စည်းအနေနဲ့တင်စားပြီးတော့ဟောတာပေါ့ဗျာအဲ့ဒီ5မျိုးကဘာလဲဆိုတော့တတ္တာတေတတ္တာဟိရိဥဒ္ဒပဝရိယပညာ5မျိုးတတ္တာဆိုတာကယုံနေယုံလိုက်တာကိုယုံလိုက်လို့စိတ်ထဲမှာကြီးလာတဲ့သဘောပေါ့ဘုရားတရားတန်ခါနဲ့ကံကံရဲ့ကျိုးကိုယုံကြည်တဲ့သဘောကိုတရားတရားပေးတယ်လို့သိပါတယ်နော်ဟိရိဆိုတာကမကောင်းတာကြည့်ရပြောရတွေးရမှာကိုရှက်တတ်တဲ့သဘောဒါရှက်เสียလို့နားလည်ပြီးတော့ရှက်တတ်တဲ့သဘောဥဒ္ဒပဆိုတာကဒီကမကောင်းမှုတွေဟာငါ့ကိုဆင်းရဲဒုက္ခဖြစ်စေလိမ့်မယ်လို့နားလည်ပြီးတော့ကြောက်တတ်တဲ့သဘောဟုတ်လားဝိရိယဆိုတာကဘာလဲဆိုတော့မကောင်းတာတွေကိုဖယ်ရှားဖို့ကောင်းတာတွေပြည့်စုံစေဖို့ကြိုးစားတဲ့သဘောဒါပဲဝိရိယပညာကတော့ကိုယ့်ရဲ့ခန္ဓာသဘောကိုအမှန်တိုင်းသိမြင်နားလည်ပြီးတော့ဖြစ်ပေါ်လာတဲ့ယုတ်တဲ့နန္တသဘာဝတရားမှန်သမျှတို့ဒီချုပ်ပြောက်သွားခြင်းသာလေအမှန်တရားပဲလို့သိမြင်နားလည်တာကပညာတတ္တာဟိရိဥဒ္ဒပဝရိယပညာ
အဲ့ဒီစိတ်ကောင်းနှလုံးကောင်းစိတ်ရဲ့အည်အသွေး၅မျိုးသည်သူတော်ကောင်းတွေမြတ်လို့တဲ့ဥစ္စာပစ္စည်းပါတဲ့ဆိုတော့ကပဂတိဥစ္စာပစ္စည်းနွမ်းပါလို့ဆင်းရဲလို့ကျွေးယူရတယ်ဆိုတာမရှိဘူးလားရှိတယ်ကျွေးယူပြီးရင်တော့နောက်ဆက်တွဲတွေကတော်တော်ကြီးကိုစိတ်ပြည့်စရာကောင်းတယ်နော်အဲ့လိုပဲဓမ္မတပေတရားရှုတော့မှလည်းပဲတရားမီရိဥဒ္ဒပဝိရိယပညာဆိုတဲ့သူတော်ကောင်းတွေမြတ်လို့တဲ့ဥစ္စာပစ္စည်းစိတ်ကောင်းနှလုံးကောင်းခေါင်းပါလို့နွမ်းပါလို့ဆင်းရဲပြီဆိုလို့ရှိရင်လည်းပဲအဲ့ဒါမဟုတ်တာလို့ချင်းမဟုတ်တာပြောခြင်းအစရှိတဲ့ဒုစရိုက်ဒီဟူသောကျွေးကိုယူရတယ်တဲ့ပိဋကရဲ့သီလပျက်စီးတယ်ဆိုတာအဲ့ဒါကျွေးယူတာဗျကျွေးပါကြောင့်ယူရတာလို့ဆင်းရဲလို့ယူရတာပေါ့ဆင်းရဲတာဘာကြောင့်ဆင်းရဲတော့ပစ္စည်းတွေမများလို့ဆင်းရဲတာပေါ့ဟုတ်တယ်မဟုတ်လားအဲ့လိုပဲဓမ္မနယ်ပယ်တရားရှုတော့မှာသီလပျက်စီးခြင်းဆိုတဲ့ကျွေးကိုဘာကြောင့်ယူရတော့စိတ်ကောင်းနှလုံးကောင်းဒီဟူသောသူတော်ကောင်းတွေမြတ်လို့တဲ့ဥစ္စာပစ္စည်းဆင်းရဲလို့ယူရတာဆင်းရဲရင်တော့ကျွေးနဲ့ဘယ်လိုမှကင်းနိုင်မှာမဟုတ်ဘူးနော်ဒါကြီးမှန်များဟုတ်တယ်မဟုတ်လားအဲ့တော့မြတ်စွာဘုရားဟောတာအင်မတန်ကိုသဘောကျကြရကောင်းတယ်သီလတွေဘာကြောင့်ပျက်စီးလဲဒုရမှုတွေဘာကြောင့်ပြုလဲဆိုရင်ဟောဒီမှာအဖြေတွေ့ထားတယ်ဗါတဲ့တော့တရားဟိရိဩဒ္ဒပဝေယပညာဆိုတဲ့စိတ်ကောင်းနွမ်းပါလို့ဆင်းရဲလို့သီလပျက်စီးခြင်းဒုရမှုပြုခြင်းဆိုတဲ့ကြွေးကိုယူရတာပါတဲ့တကယ်လို့ဒါတရားတရားတို့ဟိရိဩဒ္ဒပဝိရိယပညာတရားတွေရှိခဲ့မယ်ဆိုရင်ဆိုတော့ပြောရတဲ့စိတ်ကောင်းရှိခဲ့မယ်ဆိုလို့ရှိရင်သီလပျက်စီးတဲ့အကြောင်းရှိမလားမရှိဘူးဒုရမှုတွေပြုရအကြောင်းရှိမလားဗျာမရှိဘူးဗျာဟုတ်ရဲ့လားအဓိကကတော့ဦးဇင်းတို့ဟိရိဩဒ္ဒပပါပဲသီလရဲ့အနိကဆုံးသောအကြောင်းတွေဟိရိဩဒ္ဒပတရားပဲအရှက်အကြောက်ပေါ့နော်ဒါဟာရှက်เสียဒါဟာကြောက်เสียဆိုတဲ့ဟိရိဩဒ္ဒပတရားရှိလေသမျှသီလရှိနေတယ်ဟိရိဩဒ္ဒပတရားမရှိတော့တာနဲ့ဒီပိုင်းနဲ့တည်းသီလပစ္စည်းကိုအရန်နဲ့ဖြစ်နေတယ်ပိဋကတို့ဉာဏ်ရှိပါတယ်နော်စဉ်းစားတတ်ပါတယ်ဟုတ်ရဲ့လားအဲ့တော့ဦးဇင်းတို့ခုနတုန်းကသုဒ္ဓလေးကိုပြောလက်စနဲ့ပိဋကတို့စိတ်ထဲမှာလည်းသိကျင်စိတ်လည်းရှိမယ်လို့ဦးဇင်းထင်ပါတယ်စိုးအောင်တော့ပြောလိုက်မယ်နော်သူတော်ကောင်းတွေမြင်လို့တဲ့တရားဟိရိဩဒ္ဒပဝိရိယပညာဆိုတဲ့စိတ်ကောင်းစိတ်ရဲ့အည်အသွေးဥစ္စာပစ္စည်းနွမ်းပါပြီဆိုရင်အဲ့ဒါဆင်းရဲတော့တာပဲအဲ့ဒီလိုဆင်းရဲပြီဆိုရင်မကောင်းတာတွေလုံးမိပြောမိတော့တာပဲအဲ့ဒါကြွေးယူတာနဲ့တူတယ်တဲ့အတိုးတက်တယ်ဆိုတာကဘာလဲတဲ့ဟောစိတ်ဝင်စားကြကောင်းတယ်နော်ပဂရိကြွေးမှာပဂရိအတိုးဆိုတာမရှိဘူးလားရှိတယ်ဓမ္မနယ်ပယ်တရားရှုတော့မှလည်းပဲသီလပျက်စီးလို့ဒုတိုင်းမှုတွေကိုပြုပြီးဆိုရင်အဲ့ဒီကြွေးယူပြီးရင်အဲ့ဒါအတိုးတက်အောင်မယ်ဗျအဲ့ဒီအတိုးကဘာလဲဆိုတော့ကိုမဟုတ်တာလုပ်တာကိုသူများမသိအောင်ဖုံးရဖိရဖားရထေးရတာအဲ့ဒါအတိုးတက်တာပါတဲ့ပုရုသေသဘာဝခက်တဲ့ခက်ကြီးတူတူကိုမဟုတ်တာတော့လုပ်ချင်တယ်သူများသိမှတော့ကြောက်တယ်နောက်တစ်ခါကြီးမဲ့စဉ်းစားတော့မဟုတ်တာတော့လုပ်ချင်တယ်သူများသိမှတော့ကြောက်တယ်အဖြေကဘာပြောနေတာလို့ဆိုတော့မဟုတ်တာကြီးကိုပဲဟုတ်တယ်လို့ထင်စေခြင်းတယ်အဲ့ဒါကောင်းသလားမကောင်းဘူးအဲ့ဒါအကုသိုလ်တည်းမဟုတ်ဘူးလားလိမ်ညာတဲ့သဘောကောင်းကျစ်တဲ့သဘောမယိုးသားတဲ့သဘောလို့ပြောလို့မရဘူးလားရတယ်ပင်ကိုအကုသိုလ်ပြုတာသီလတွေဖြစ်စည်းတာဒုဒိုက်တွေပြုတာလို့အကုသိုလ်ဖြစ်ရတဲ့ကြားတယ်ကိုယ်မကောင်းတာကြီးကိုကောင်းတယ်လို့ထင်စေခြင်းတာကြီးကထပ်ပြီးတော့ဖြစ်လာတော့အကုသိုလ်ပေါ်မှာအကုသိုလ်ဆက်တဲ့အတွက်ကြောင့်အကုသိုလ်ကျွေးပေါ်မှာအဲ့ဒါအတိုးတက်တယ်လို့ဆိုတယ်တဲ့မြတ်စွာဘုရားမို့လို့လည်းပြောတတ်ပါလေနော်တခါကြီးမှန်များအတိုးတက်ပြီးတဲ့နောက်မှာဘာလို့မလဲပဂရိကျွေးမှာကျွေးရှင်တွေကတောင်းလိုက်မယ်ကျွေးရှင်ကတော့အငြိမ်းနေမှာဘူးတောင်းပါပဲနော်အဲ့ဒါကျွေးတောင်းခံရတယ်ဆိုတာဘာပြောလို့ဆိုတော့ပညာရှိသူတော်ကောင်းတွေကကိုယ့်ရဲ့မဟုတ်တဲ့လုပ်ရက်တွေကိုမင်းဒီလိုလုပ်တာကောင်းလားဒီလိုပြောတာကောင်းလားဒါကမကောင်းတဲ့အမှုတွေပဲလို့မှန်မှန်ကန်ကန်ကဲ့ရဲ့ရှုတ်ချတာတွေကိုခံရနိုင်တယ်အဲ့ဒီပညာရှိသူတော်ကောင်းတို့ရဲ့ကဲ့ရဲ့ရှုတ်ချခြင်းကိုခံရခြင်းဒီအဲ့ဒါကြွေးတောင်းခံရခြင်းပဲဒီနေရာမှာပညာရှိသူတော်ကောင်းတို့ရဲ့ကဲ့ရဲ့ရှုတ်ချခြင်းလို့ပြောတယ်နော်ဘာဖြစ်လို့အဲ့လိုပြောလို့ဆိုတော့ဦးဇင်းကတော့စစ်စစ်ပေါက်ပေါက်စဉ်းစားကြည့်တယ်မိုက်တဲ့လူတွေကမဟုတ်တာကိုမဟုတ်တိုင်းလည်းကဲ့ရဲ့ခြင်းမှာကဲ့ရဲ့တာဗျတခါလေမဟုတ်တာကိုပဲချီးကျူးခြင်းချီးကျူးနေတာသူတို့ဟာကဘာမှပြောမရဘူးမှန်မှန်ကန်ကန်ရှိပါမယ်လို့ဘာအမှန်ကန်ခြင်းမှမရှိဘူးဟုတ်ရဲ့လားအဲ့လိုပညာရှိသူတော်ကောင်းတို့ရဲ့ကဲ့ရဲ့ခြင်းရှုံချခြင်းကိုခံရခြင်းတည်သူတော်ကောင်းနေပင်မှာအဲ့ဒါဘာလို့ခံရတာလို့ကြွေးတောင်းခံရတာတဲ့ဟုတ်ရဲ့လားအဲ့လိုကြွေးတောင်းခံရပြီးတော့ကိုကမဆက်နိုင်တော့အရတဝလျှောက်သွားကြွေးရှင်ကလိုက်လာတယ်ဟောကြွေးရှင်လိုက်လာတယ်ဆိုတာဘာပြောလို့ဆိုတော့ငါကောင်းတာလေးလည်းဥပမာပါလေဟ
ဟုတ်လားစိတ်ကိုယ်ကလေးပေါက်တဲ့အခါအဲ့လိုစိတ်ဉာဏ်လေးကပ်ပြီဆိုတော့ကိုယ်ကသီလပျက်စီးတာလေမဟုတ်တာလုပ်တာလေဆိုတော့နောင်တကြီးနဲ့အဲ့ဒါတွေကစိတ်ထဲမှာလွှမ်းမိုးပြီးတော့စိတ်နှလုံးမချမ်းမသာနေရတယ်အဲ့ဒီနောင်တကြီးကကိုယ့်ကိုနှိပ်စက်နေခြင်းဒီပဲလေအဲ့ဒါကျွေးရှင်တွေကကိုယ့်ကိုတကောက်ကောက်လိုက်နေတာပါတဲ့ဘုရင်ကတခါလေးစဉ်းစားကြည့်တယ်လူလောကကြီးမှာတချို့အည်သွေးတွေကောင်းလုံးလို့ပစ္စည်းဥစ္စာတွေကိုမဟုတ်တဲ့နည်းတွေနဲ့ရှာနေကြလို့ပြည့်စုံတယ်ဆိုအောင်တော့တကယ်လို့ကမဟုတ်တဲ့နည်းနဲ့ရှာမယ်ဆိုရင်ပဂတိကျွေးတာကင်းကောင်းကင်းလိမ့်မယ်ဓမ္မနေမယ်ရှုတော့ကအကုသိုလ်ကျွေးတာလည်းဘယ်နည်းနဲ့မှမကင်းနိုင်ဘူးပိဋကတိလပစ္စည်းရင်ကျွေးမကင်းဘူးနော်ကျွေးမကင်းရင်တော့အဲ့ဒါကျွေးရှင်ကလည်းတောင်းလိမ့်မယ်တကောက်တော့လည်းလိမ့်မယ်အဲ့ဒါတချို့ပစ္စည်းချမ်းသာမလို့ချမ်းသာလာမယ်လို့သိမထင်နဲ့ပြန်သိလားသူเจ้าသူကောင်းကောင်းတွေးရင်မှတွေးရလိမ့်မယ်ဒီလိုပဲအပေါ်ရဖို့ကျိုးနဲ့ဒီလိုပဲနေလိုက်မှာပဲကိုယ့်အကိုအေးချမ်းချမ်းနဲ့ကိုเจ้าကိုတွေးမယ်ဆိုရင်သိချမ်းသာတွေကဘာမှရှိမှာမဟုတ်ဘူးလေမဟုတ်တာလုပ်တယ်ဆိုတာဟာစိတ်ကိုယ်ရရှိနိုင်မလားမရှိနိုင်ဘူးပြီးတော့ကြားဖို့ပါလေဦးဇင်းတို့ငယ်ငယ်ကလည်းပင်ရတယ်ဟိုဇတ်တော်တစ်ခုရှိတယ်လေဘုရားတော်ကကျောင်းသားဘဝနဲ့ဒီတာမမောခဆရာကြီးဒီမှာပညာသင်တော့ဒီတာမမောခဆရာကြီးကသူ့သမီးကိုပေးစားဖို့တမက်လောင်းရှာတာကြားဘူးတယ်မဟုတ်လားအဖြေကဘယ်လိုထွက်တယ်ဆိုတော့မင်းတို့အိမ်ကိုပြန်တဲ့ဘယ်သူမှမသိအောင်ပစ္စည်းတွေခိုးခဲ့အများဆုံးခိုးနိုင်တဲ့ပုဂ္ဂိုလ်ငါသမီးနဲ့ပေးစားမယ်ဒီဇလန်းကရိုးနေပါလေလူတိုင်းကြားဘူးလေအသီးသီးခိုးလာတယ်ဘုရားတော်ကခိုးမလာဘူးအဲ့ဒီမှာဦးဇင်းတို့ကြီးလာမှအရသာခံမိတာလေးတခုကဘာလဲဆိုတော့ဘုရားတော်ပြောတဲ့စကားပဲဆရာကြီးကလူမသိအောင်ခိုးခဲ့လို့ပြောတယ်တဲ့လူမသိအောင်ကခိုးလို့မရဘူးတဲ့ဒီလိုလူမသိအောင်ခိုးလို့ရမယ်လို့လူတွေကထင်နေတာကိုယ်တိုင်ကလူတယောက်မဟုတ်လားကဲကိုယ်မသိအောင်တော့ခိုးလို့ရလားသူများမသိအောင်လားခိုးလို့ရမယ်ကိုဒီဟူတော့ဒီလူကြီးမသိအောင်တော့ခိုးလို့မရဘူးဘလောက်လေးလိုက်ထားတယ်တော့ဒီအမိုက်များဒါကြောင့်မကောင်းလို့လုပ်တဲ့စိတ်ကိုယ်ရမရှိဆိုတာအဲ့ဒါကိုပြောတာလူတွေကတော့လုံခြုံနေလို့ထင်ကောင်းထင်လိမ့်မယ်ပေါ့မကောင်းလို့လုပ်တာလုံခြုံနေလို့ရှိလားအနည်းဆုံးတော့ဘယ်သူသိတော့ကိုသိတယ်အဲ့ဒီကိုသိတဲ့အချက်ဟာကိုယ့်အတွက်ကြောက်စရာအကောင်းဆုံးပဲသဘောပေါက်ရလားဒါနဲ့ပို့ပြီးတော့ကိုယ်ဆောင်တဲ့သိလိမ့်မယ်သိနိုင်မြင်တဲ့ပုဂ္ဂိုလ်တွေသိလိမ့်မယ်ထားပါတော့အဲ့ဒီအရှင်ကတော့ယုံကြည်မှုပေါ်မှာမူတည်လိမ့်မယ်အနည်းဆုံးကိုကတော့မသိဘူးလားသိတယ်ကိုသိတဲ့အတွက်ကြောင့်ပိဋကရဲ့တစ်ချိန်ဒီကနေ့ကာလမှာဦးဇင်းတို့ပြောနေကြပါပဲကိုဒီပင်နဲ့တရားခံကိုဒီပင်နဲ့တရားလို့ကိုဒီပင်နဲ့ရှေ့နေကိုဒီပင်နဲ့တရားသူကြီးဖြစ်လိမ့်မယ်လို့တရားခံလည်းအဲ့ဒီချိန်မှာကိုပဲတရားလို့လည်းကိုပဲမင်းဒီလိုလုပ်တာကောင်းလားဟာကိုကပဲတရားခံတယောက်ဖြစ်ပြီးတော့ဟာငါဘာကြောင့်အဲ့လိုလုပ်ခဲ့ရတာဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ရှောက်လဲချက်တွေပေးရလိမ့်မယ်ရှေ့နေလည်းကိုပဲပြီးရင်အမှုကိုစီရင်ဆုံးဖြတ်ချက်ချလိုက်မယ်တရားသူကြီးကဘာပစုတော့ကိုပဲဖြစ်မှာနော်ဟုတ်ရလားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့မတရားတစ်ပြည့်စီးပွားရှာကြတာတွေအသက်မွေးကြတာတွေတိလဖြစ်စည်းပြီးတော့စီးပွားရှာကြတာတွေအသက်မွေးကြတာတွေအရှာကောင်းလို့ပဂရိကျွေးတော့ကင်းကောင်းကင်းလိမ့်မယ်အကုသိုလ်ကျွေးတိလပြည့်ခြင်းဒီလိုကျွေးတာတော့ကင်းမှာမဟုတ်ဘူးလို့နားလည်ပြီးတော့ကျွေးမကင်းဘူးဆိုရင်တော့ကျွေးခြင်းကတကောက်ကောက်လိုက်မှာပဲဗျာအဲ့ဒါကိုအကြောင်းကိုမစင်သားရေးပဲနဲ့နောင်တတွေနဲ့တဖန်ပူပန်းနေရတဲ့သဘောအဲ့ဒါကျွေးခြင်းတကောက်ကောက်လိုက်တာနောက်ဆုံးပဂရိကျွေးသမားတွေထောင်တန်းကြခြင်းအချုံတော်ခါရခြင်းနဲ့အဆုံးမတတ်ဘူးလားအဆုံးတတ်တယ်ခုဦးဇင်းတို့ဒီဓမ္မနယ်ပယ်တရားရှိတော့သီလပစ္စည်းခြင်းကြောင့်ဖြစ်တဲ့ကျွေးဟာလည်းပဲငရေတိရစ္ဆာန်ကိုရောက်ခြင်းဆိုတဲ့ထောင်တန်းကြတဲ့အချုံတော်ခါရတယ်ဆိုတော့အဲ့ဒါကိုပြောတာပါတဲ့ချွတ်စွတ်ကိုတူအောင်မြတ်စွာဘုရားဟောနိုင်တယ်နော်ဒီကကြီးမိုက်ပြအဲ့တော့ဒီသုတ္တန်ဒီတရားဒေသနာတော်ကိုဦးဇင်းတို့လေ့လာကြည့်တော့လောကကြီးမှာဒုက္ခတိုင်းမှုတွေပြုကြတယ်သီလပစ္စည်းကြတယ်ဆိုတာဒီကျွေးကိုဘာကြောင့်ယူမိသွားတာလဲဆိုရင်စိတ်ကောင်းနှလုံးကောင်းဒီဟူသောဥစ္စာပစ္စည်းဆင်းရဲလို့ပါဥစ္စာပစ္စည်းက2မျိုးရှိတာနော်တကယ်ကြီးမိုင်များပဂရိပစ္စည်းနဲ့မြင်ရတဲ့စာရေးဝေရေးနေရေးကျမ်းမာရေးကိုဖြည့်ရှင်းပေးနိုင်တဲ့ဥစ္စာပစ္စည်းဆိုတာရှိတယ်လို့စိတ်ပိုင်းဆိုင်ရာဥစ္စာပစ္စည်းကမရှိဘူးလားရှိတာဘုရားသူတော်ကောင်းတွေမြင်လို့တဲ့ယန္တနာဥစ္စာပစ္စည်း9မျိုးတောင်မြတ်စွာဘုရားဟောတာလားဒါပေမဲ့ဒီသုတ္တမှာတော့မြတ်စွာဘုရား5မျိုးပဲပြောထားတယ်ဟုတ်ရလားမှတ်မိသေးရလားတရားဟိဥဒ္ဒပဝိရိယပညာအဲ့ဒီတရား၅လုံးတည်းဟူသောစိတ်ကောင်းရှိရင်အဲ့ဒါသီလရှိလိမ့်မယ်အဲ့ဒီတရားဟိဥဒ္ဒပဝိရိယပညာတည်းဟူသောစိတ်ကောင်းမရှိဘူးဆိုရင်တော့သီလပျက်စီးလိမ့်မယ်ဟုတ်ရလားဒီမိုက်ပြဒါကြောင့်တရားရှိရင်ရှိသလားသီလဖြူစင်မယ်
ဟိယဓမ္မရှိရင်ရှိသလောက်တိလဖြူစင်ပဲကောင်းတာတွေကိုပြည့်စုံဖို့မကောင်းတာတွေကိုတမ်းပြဖို့ဆိုတဲ့လုံလဝိရိယရှိရင်ရှိသလောက်တိလဖြူစင်ပဲပညာရှိရင်ရှိသလောက်တိလဖြူစင်လိမ့်မယ်ဒါကြောင့်သုတ္တလုံးကသောဏဒါနတုတ်မှာမြတ်စွာဘုရားကဟုတ်တယ်ဆိုပြီးတော့ဘုရားကြီးရဲ့စကားကိုထောက်ခံတာလေတိလဖြင့်ပညာကိုစေကြောရ၏ပညာဖြင့်တိလကိုစေကြောရ၏ဆိုတာပြောတာနောက်ဆုံးဦးဇင်းတို့သောတပတ္တိမဉ္ဇဉ်ကိုရပြီဆိုရင်တော့အဲ့ဒီပုဂ္ဂိုလ်ဒီအသက်ဒီဟူသောအကြောင်းကြောင့်တောင်မှငါးပါးတိလကိုမချိုးဖောက်တော့ဘူးမဖြစ်စည်းတော့ဘူးဟုတ်ရဲ့လားအေးအဲ့တော့တိလဒီပညာဒီဟူသောအကြောင်းကြောင့်ပြည့်စုံနိုင်တယ်ဆိုတာမထင်ရှားဘူးလားထင်ရှားတယ်အဲ့တော့ဦးဇင်းတို့ပြောရင်လည်းအချက်တစ်ချက်ဒါပြည့်စုံသွားပြီနော်တိလဘာကြောင့်ပြည့်စုံနိုင်တယ်လဲတိလဘာကြောင့်ပြည့်စည်သွားနိုင်တယ်လဲမိကောင်းရဲ့စိတ်ကောင်းရဲ့ရှိရင်တိလပြည့်စုံနိုင်ပါလေမိကောင်းရဲ့စိတ်ကောင်းရဲ့ကျွေးရမယ်ဆိုရင်တိလပြည့်စည်နိုင်ပါလေဟုတ်ရဲ့လားဒါကြောင့်ဘဝမှာအင်မတန်အရေးကြီးတဲ့တိလတိတမာတိပညာသူတော်ကောင်းတရားပေါင်းစုံတို့ရဲ့တရားဖြစ်တဲ့အတွက်ကြောင့်အလုံးကိုအခြေခံကြတဲ့ဒီအင်မတန်အရေးကြီးတဲ့တိလတရားကိုပြည့်စုံအောင်ကြိုးစားကြဖို့မလိုဘူးလားလိုတယ်ဒါကြောင့်ဦးဇင်းတို့တိလနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားအင်္ဂုတ္တမှာဟောထားတာလေးကိုနည်းနည်းလေးအချိန်ရလို့ထပ်ပြောအောင်မယ်လူလောကကြီးမှာချမ်းသာဒုက္ခဆိုတာ၄မျိုးရှိတယ်တဲ့ဘေးတဲ့ချမ်းသာဒုက္ခဘယ်နှမျိုးရှိတယ်၄မျိုးရှိတယ်ဒါလူတွေအတွက်အင်မတန်တင့်တော်တဲ့တည်တင့်ပြီးလိုက်တဲ့တရားတစ်ပုဒ်ပါတရားလေးကနံပါတ်1ချမ်းသာဘာလဲဆိုရင်အဋ္ဌိဒုက္ခတဲ့ကိုရှာလို့ပွေလို့ဓမ္မဟုတ်ကိုရဲ့ကုသိုလ်ကအကျိုးပေးကြောင့်မရှာရမပွေရဘဲနဲ့ရလာတဲ့ရှိလာတဲ့ပစ္စည်းလေးတွေမရှိဘူးလားရှိတယ်ဒါလေးတွေကိုတခါတလေအာယုံပြုတ်ပြီးတော့ငါမှရှိတယ်တော်သေးရဲ့ချမ်းသာဒုက္ခမဖြစ်ရဘူးလားဖြစ်တယ်အဲ့ဒါအဋ္ဌိဒုက္ခပေါ့နောက်ဦးဇင်းတို့ဒုတိယကဘောဂဒုက္ခသုံးဆောင်ခံစားရချမ်းသာရှိတာလေးကိုကိုယ်တိုင်ခံစားမယ်လှူမယ်တမ်းမယ်ပေးမယ်ကမ်းမယ်ရှိခြင်းကြောင့်အဲ့လိုအသုံးချလိုက်တဲ့အခါမှာစိတ်နှလုံးကျင်နေရတာမရှိဘူးလားရှိတယ်အဲ့ဒါဘောဂဒုက္ခတဲ့ဒါလူတိုင်းမှာထိုက်တဲ့လောက်ရှိကြပါတယ်နော်နောက်ပြီးတော့အာနန္ဒယဒုက္ခကျွေးကင်းတဲ့ချမ်းသာဒါလောကီလိုပြောတာနော်ကိုယ့်ရဲ့ဝင်ငွေနဲ့ထွက်ငွေကိုဒီတိကျကျစိတ်စီစစ်ပြီးတော့သူများကိုပေးနေရရှိတာများကောင်းဖို့မကောင်းဘူးနောက်ဆန်တင်းနဲ့ငါမှတဲလူလေးနဲ့ပဲနေရမပြီးရလေးနဲ့ပဲစားရဘယ်တော့မှကျွေးဖို့မယူဘူးဆိုပြီးတော့အေးချမ်းနေခြင်းနဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်တွေပေါ့လေဟုတ်လားကျွေးကင်းခြင်းဒါကြောင့်သူ့မှာကျွေးကင်းတယ်ကျွေးကင်းတဲ့အတွက်ကြောင့်ဟိုပဲကျွေးနဲ့ပတ်သက်ပြီးတော့ဘာမှပူစရာမရှိအဲ့ဒီချမ်းသာကိုလည်းပဲမြတ်စွာဘုရားကတတိယချမ်းသာအနေနဲ့ထည့်ထားတယ်နော်အဲ့တော့လောကီလိုချမ်းသာဘယ်နှမျိုးတော့၃မျိုးအဋ္ဌိဒုက္ခရှိတယ်ဆိုတဲ့ချမ်းသာဘောဂဒုက္ခသုံးဆွဲတယ်ခံစားတယ်ဆိုတဲ့ချမ်းသာအနန္တယဒုက္ခကျွေးကင်းတယ်ဆိုတဲ့ချမ်းသာနောက်ဆုံးနံပါတ်၄ချမ်းသာရှိသေးတယ်တဲ့အဲ့ဒါကဘာလဲဆိုတော့အနာဝိဇ္ဇဒုက္ခအပြစ်ကင်းတဲ့ချမ်းသာတဲ့သိသဘောကျတယ်ငယ်ငယ်လေးကဆိုဦးဇင်းကဒါကိုတော်တော်သဘောကျတယ်အပြစ်ကင်းတဲ့ချမ်းသာတဲ့နော်တကယ်ကြီးပိုင်များချမ်းသာတဲ့နော်အပြစ်ကင်းတာဟာချမ်းသာတာပဲတကယ်တမ်းကတော့အင်မတန်ရှင်းတယ်ပေါ့စိတ်ထဲမှာဘာမှစိုးရင်ရမရှိဘူးဘာမှပူရမရှိဘူးအင်မတန်လွတ်လပ်တယ်အပြစ်ကင်းတဲ့ချမ်းသာအဲ့ဒီမှာတော့မြတ်စွာဘုရားကကာယကအပြစ်ကင်းခြင်းဝစီကအပြစ်ကင်းခြင်းမနောကအပြစ်ကင်းခြင်းလို့မနောကကိုပါထည့်ထားတယ်အဲ့ဒါကတော့အင်မတန်လေးနဲ့သွားပြီးအဲ့ဒီလေးတွေကိုရှင်းဖို့ရကြတော့နော်တို့တော့ဒကာတော်မတို့ဦးရင်တို့အပေါ်ယံကာယကဝစီကအပြစ်ကင်းတယ်ဆိုရင်ကိုပဲတူတူကြီးကိုချမ်းသာပြီလို့ပြောလို့ရတယ်ဟုတ်ရဲ့လားအဲ့ဒီမှာဏိကုံးကျုံမြတ်စွာဘုရားဘာဟောထားလဲဆိုတော့ချက်သားတို့တဲ့အဲ့ဒီရှိကပြောခဲ့တဲ့အဋ္ဌိဒုက္ခဘောဂဒုက္ခအနန္တယဒုက္ခရှိတယ်ဆိုတဲ့ချမ်းသာသုံးဆောင်တယ်ဆိုတဲ့ချမ်းသာကျွေးကင်းတယ်ဆိုတဲ့ချမ်းသာဒီတဲ့နောက်ဆုံးပြောလိုက်တဲ့အနဝိဇ္ဇဒုက္ခအပြစ်ကင်းတယ်ဆိုတဲ့ချမ်းသာရဲ့16စိတ်လို့တစ်စိတ်တောင်မမိပါဘူးတဲ့အတိအကျပြောတယ်နော်မြတ်စွာဘုရားကဒါကြောင့်လောကကြီးမှာတကယ်ချမ်းသာအစစ်တီဘာလဲလို့မေးရင်အပြစ်ကင်းတဲ့ချမ်းသာလို့ဆိုရတဲ့အနဝိဇ္ဇဒုက္ခပါပစ္စည်းဥစ္စာတွေမရှိခြင်းနေပါစေဟုတ်လားအခြေခံစာဝတ်နေရတော့ပြည့်စုံအောင်ကြိုးစားရမှာပေါ့နော်အဲ့လောက်ကြီးဦးဇင်းတို့မသိနားမလဲဆိုတာပြောနေတာမဟုတ်ဘူးဟုတ်ရဲ့လားတို့တော့တချို့လူတွေရဲ့လောဘကရှိပြီးရှိခြင်းဘယ်လောက်ရှိလို့မှတော်ပြီးတတ်ပြီးဆိုတာရှိတာမဟုတ်ဟုတ်ရဲ့လားဒါကြောင့်လူလောကကြီးမှာရှိလို့ဖြစ်တဲ့ချမ်းသာတဲ့အပြစ်ကင်းလို့ဖြစ်ရတဲ့ချမ်းသာကအများကြီးမသာဘူးလားနေတဲ့ထိုင်တဲ့ကိုအင်မတန်ရေးကြီးတယ်နော်တရားကြီးမိုက်များ
အဲ့တော့အပြစ်ကင်းတဲ့ချမ်းသာဆိုတာအနေဆုံးသီလရှိပြီဆိုရင်စတဲ့မီးစမ်းလို့မရဘူးလားရပြီဟုတ်ရဲ့လားဒါကြောင့်လောကကြီးမှာရှိတယ်ပဲပြောပြောပေါ်များတယ်ပဲပြောပြောကျွေးကင်းပါတယ်ပဲပြောပြောဘယ်လိုပဲပြောပြောအပြစ်ကင်းတဲ့ချမ်းသာကိုတော့မမိပါဘူးလို့နားလည်ပြီးတော့သီလကိုပြည့်စုံစင်ကြယ်အောင်ဆောင်သိမ်းပြီးတော့အပြစ်ကင်းတဲ့ချမ်းသာကိုရအောင်ယူကြဖို့အရေးမကြီးဘူးလားအရေးကြီးတယ်ဒါကြောင့်ဦးဇင်းတို့မြတ်စွာဘုရားကသီလကိုအရေးကြီးလို့ပရိနိဗ္ဗာန်စံဃာနီးမှာဦးဇင်းပရိနိဗ္ဗာန်တုတ်ကိုဟိုတနေ့ကကောင်းကောင်းကြည့်တယ်ဘာတွေတွေ့ရတော့ဆိုတော့ဒီဒီချာချာအသေးစိတ်လေးကြည့်တော့မှသူကစစ်စစ်ပေါက်ပေါက်ကြည့်တော့မှတွေ့ရတာဗျဒီတရားကိုတဲ့အကျင့်များစွာအခါပေါင်းများစွာဟောတယ်ပြိဋိဘံစံဃာနည်းလေးမှာကပ်ပြီးတော့အဲ့ဒီတရားကဘာလို့ဆိုတော့မရှိဘူးတူတူလေးဒီတရားကြီးတက်ပြီးတော့ဟောတယ်ဟိုနားရောက်တဲ့ဒီတရားအကျင့်ပေါင်းများစွာဟောတယ်တဲ့အဲ့ဒါဘာလို့ဆိုတော့ဣတိတိလဣတိတမာတိဣတိပညာရှင်းသားတို့ဣတိကသီလတိဣတိကတမာတိတိဣတိကပညာတိအဲ့လိုဟောပြီးတော့ဘာပြောလို့ဆိုတော့သီလမှာတည်ပြီးတော့ပွားများရတဲ့တမာတိတိများသောအကျိုးရှိတယ်များသောအာနိသင်ရှိတယ်တမာတိမှာတည်ပြီးမှီပြီးတော့ဖြစ်စေအပ်သောပညာတိများသောအကျိုးအာနိသင်ရှိတယ်များသောတကူရှိတယ်ပညာမှာတည်ပြီးတော့ဖြစ်စေအပ်သောစိတ်ဒီကောင်းစွာအာသောတရားတွေကလွတ်မြောက်လိမ့်မယ်တဲ့ပိဋကကြီးမများဘူး၄ချက်ထဲဒါလေးမှတ်စမ်းပါနော်ဏိကုံးချုပ်လေးနော်ဘုရားရဲ့တရားဒါပရိနိဗ္ဗာန်စံဃာနည်းမှာအနှစ်ချုပ်သွားတယ်လို့တော့ဦးဇင်းကခံစားရတယ်ပရိနိဗ္ဗာန်စံဃာနည်းမှာပဲဒါလေးကြီးထပ်ဟောတော့တာဒီဟာလေးကြီးထပ်ဟောတော့ဒီပြင်တရားမှာဒါကိုထပ်ဟောတယ်လို့မပါဘူးအဲ့ဒါလေးကြတော့အဲ့ဒီအပိုက်ကလေးကိုကြတော့ခဏတိုင်းလည်းပါတယ်မပြောခင်လေးမှာဒီတရားကိုဒါအကျဉ်းများစွာဟောတယ်ဆိုတော့ဒါလေးပါတယ်ပြန်ပြောမယ်နော်ဒါသီလပါတဲ့ဒါသမာဓိပါတဲ့ဒါပညာပါသီလကိုအခြေခံပြီးတော့ပွားများသောသမာဓိတည်များစွာသောအကျိုးအာနိသင်ရှိတယ်သမာဓိကိုမှီပြီးတော့ဖြစ်စေအပ်သောပညာတည်များစွာသောအကျိုးအာနိသင်ရှိတယ်ပညာကိုမှီပြီးတော့ဖြစ်စေအပ်သောစိတ်တည်ကောင်းစွာအာတော်တရားတို့ကလွတ်မြောက်လိမ့်မယ်တဲ့နော်အာတော်တရားဆိုတာပိဋကဘောဘုရားတို့ကြားဘူးလေနော်စိတ်ကိုအယံမှုသမားတယောက်ကိုကမောကမဖြစ်စေတတ်တဲ့အရာတွေပေါ့ကာမတဝဘဝတဝဒိဋ္ဌတဝအဝိဇ္ဇာတဝလို့ကြားဘူးလေနော်ကာမတဝဆိုတာကကာမဂုဏ်အာယုန်တွေကိုလူလတ်မဲ့မောတာဘဝတဝဆိုတာကဘဝကိုမဲ့မောတွေ့တာလားဒိဋ္ဌတဝဆိုတာကထင်ရှားရှိနေတဲ့ယုံနံကိုငါတို့တူလို့မှန်မှန်ရင်ဆွဲလန်းမှတ်ထင်တာဒိဋ္ဌိပေါ့တက္ကာယဒိဋ္ဌိပေါ့ဝိဇ္ဇာတဝဆိုတာကမောဟပေါ့နော်သစ္စာလေးပါးကိုမသိတဲ့သဘောအဲ့ဒီအဘောတရားတွေကလွတ်မြောက်စေတယ်တဲ့ပညာမှာမှီပြီးတော့ထားအပ်သောစိတ်အဲ့ဒီပညာကတော့ဘယ်မှာတည်ပြီးတော့ဖြစ်စေရမှာလို့ဆိုတမာတိမှာတည်ပြီးတော့ဖြစ်စေရပါအဲ့ဒီတမာတိကဘယ်မှာတည်ရမှာလို့ဆိုတော့သီလမှာတည်ပြီးတော့ဖြစ်စေရသောတမာတိတဲ့ပိဋကဘယ်ကစထားလို့သီလကစထားတယ်ဗျဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့ပိဋကတော်သူတော်ဟောတို့ဒီကိုချင်းသီလဒီမိတ်ခင်၈ပါးထဲမှာလည်းပဲသီလမိတ်ခင်ဆိုပြီးတော့တခါတည်းမပါဘူးလားပါတယ်နော်နိဗ္ဗာန်ရောက်ကြောင်းတရားမှာသူ့ကိုဖယ်ထားလို့တော့ဘယ်လိုနည်းနဲ့မှမဖြစ်ဘူးဟုတ်ရဲ့လားဒါကြောင့်နံပါတ်1အခြေခံကြတဲ့နေရာကနေစကြဖို့မလိုဘူးလားသူတော်ကောင်းတရားကိုတကယ်စိတ်ဝင်စားတယ်စိတ်ချမ်းသာမှုကိုတကယ်မြတ်နိုးတယ်ဘဝလွတ်မြောက်ရေးအထိမှန်းထားတယ်ဆိုလို့ရှိရင်သီလကိုစတင်ပြီးတော့ပြည့်စုံအောင်ကြိုးစားဖို့မလိုဘူးလားသူ့ရှင်နဲ့တူသွားရမှာနော်အမြင့်တဲ့အမှတ်ရနိုးလို့မဖြစ်ဘူးဟုတ်ရဲ့လားသီလသမာဓိပညာဟုတ်ရဲ့လားဒါကြောင့်ဘေးတော်သူတော်ဟောတို့ကိုဦးဇင်းတို့ဒီကနေ့ညတနာကြီးနဲ့15မိနစ်အချိန်ယူပြီးတော့သီလနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ခေါင်းထဲမှာမှတ်သားထားတာလေးတွေတည်လိုက်တယ်လို့ထင်တာလေးတွေကိုရွေးချယ်ပြီးတော့ဒါပြောလိုက်ပါတယ်အကြံဉာဏ်အဖြစ်တော့2မျိုးပေါ့နော်သီလပြည့်စုံခြင်းကြောင့်ရရှိမဲ့အကျိုးကျေးဇူးများသီလပြည့်စည်ခြင်းကြောင့်ရရှိမဲ့အပြစ်များဒုက္ခများဒါကိုအကျိုးအပြစ်တွေနဲ့ပထမအပိုင်းပေါ့ဟုတ်ရဲ့လားနောက်ဒုတိယပိုင်းနဲ့ဘာပြောတော့သီလဘာကြောင့်ပြည့်စည်သွားနိုင်မလဲသီလဘာကြောင့်ပြည့်စုံနိုင်မလဲအပြင်အကြောင်းတွေနဲ့ကတော့ဘာတွေ့ရလဲမိတ်ကောင်းဆွေကောင်းကိုတွေ့ရတယ်ပြည့်စုံခြင်းရဲ့အကြောင်းပေါ့နော်အတွင်းအကြောင်းတွေနဲ့တော့ဘာတွေ့ရလဲဣဒသုတ်တံကိုအထောက်ထားပြုပြီးတော့တတ္တာဟိရိဥဒ္ဒပဝရိယပညာအဲ့ဒီစိတ်ကောင်းနှလုံးကောင်းစိတ်ဓာတ်ရဲ့အည်အသွေး5ချက်ရှိရင်ရှိသလောက်သီလပြည့်စုံလိမ့်မယ်မရှိရင်မရှိသလောက်သီလပြည့်စည်ပြီးတော့တ
ဓမ္မနယ်ပယ်တန်ရာတစ်ခွင်မှာကျွေးတွေယူပြီးတော့အမျိုးမျိုးသောခန္ဓာဝင်တွေနဲ့ကျွေးကိုဆက်ရမယ့်အနေအထားမှာရှိမနေဘူးလားရှိနေတယ်ဒါကြောင့်ဘေးတော်သူတော်ကောင်းတို့အရေးကြီးသောသီလရဲ့အကျိုးအပြစ်တွေကိုနားလည်ပြီးတော့သီလနဲ့ပြည့်စုံအောင်သီလပြည့်စုံခြင်းရဲ့အကြောင်းတရားတွေကိုစုဆောင်းပြီးတော့တတ်နိုင်တဲ့မြတ်သီလကိုပြည့်စုံအောင်ကြိုးစားကြဖို့မလိုဘူးလားလိုတယ်ဟိုလုံးဝသီလမပြည့်စည်ဘူးဆိုတာကတော့ကုသိုလ်ရှင်တွေမှာမဖြစ်နိုင်ဘူးဟုတ်ရဲ့လားမဖြစ်သေးဘူးပေါ့သုဒ္ဓဘာဖြစ်မှာ၅ပါးသီလဆိုတာပြည့်စုံစုံစင်ကြယ်လားပုရိသေဘဝမှာပြည့်စည်သွားတာတွေတောက်ကျသွားတာတွေရှိလိမ့်မယ်အဲ့ဒါကိုကဘယ်လိုလုပ်ရမှာလဲဆိုတော့ငါနောက်တစ်ခါမလွန်ကျူးသေးမလွန်ကျူးတော့ဘူးလို့အဲ့ဒါလိုစိတ်ထဲကဆုံးဖြတ်ပြီးတော့တတ်နိုင်တဲ့မြတ်တင်းတင်းရင်ရင်ပြန်ပြီးတော့စောင့်စည်းဖို့လုပ်တယ်အဲ့လိုနည်းနဲ့ပဲသွားရမှာပဲနော်သီလကိုတင်းကြီးကြပ်ကြည့်လုံးဝဖြူရှင်သွားတာကဘာဝသီလဖြူရှင်တာကသုဒ္ဓဘာဖြစ်မှာဖြူရှင်တာဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့ဒီကြားထဲမှာသီလပြည့်စည်လို့စိတ်မပြည့်ရဘူးလို့လည်းပြောလို့တော့မဖြစ်ဘူးစိတ်မပြည့်ဘူးဆိုရင်လည်းလူကအမြဲတမ်းဖောက်ဖြစ်နေမှာပဲလေဟုတ်လားထိတ်လန့်မှုကတော့ရှိဖို့မလိုဘူးလားလိုတယ်တက်နိုင်တဲ့မြတ်ပြည့်စုံအောင်ကြိုးစားဖို့မလိုဘူးလားလိုတယ်ဟုတ်လားသို့တော့ပျက်စီးတဲ့အခါမှာလည်းအရန်ကြီးနောင်တတွေနဲ့ပူလောင်ပြီးတော့လည်းမနေဖို့မလိုဘူးလားဟိုပြောရတာတော်တော်ခက်တယ်နော်ဒီဒါကြောင့်ဦးဇင်းတို့တတိပဌာန်တန်ရုပ်မှာငါးပါးသီလပြည့်စုံခြင်းရင်တတိပဌာန်တရားကိုပွားများရမယ်လို့ဟောတာအဲ့ဒါတော့အကောင်းဆုံးနည်းပဲနောက်ဆုံးတစ်ဖြည်းဖြည်းနဲ့တရားနှလုံးရင့်ကျက်လာပြီဆိုတော့သီလဟာလွန်ကျူးခြင်းစိတ်ကိုမရှိတော့တဲ့အနေအထားမျိုးကိုရောက်မသွားပြီဘူးလားရောက်သွားနိုင်ပြီကြိုးစားဖို့တော့လိုတယ်လေးကြမယ်ပြန်ထမယ်ဟုတ်လားလေးကြတဲ့အတိုင်းကြီးဒီတိုင်းကြီးနေမယ်ဆိုရင်တော့ဒါဘယ်လိုမှဖြစ်မှာမဟုတ်ဘူးနော်ဟုတ်လားဒါကြောင့်ဘေးတော်တော်တော်ဒါကတော့ရင်းနှီးနှီးလေးလို့ဆက်ပြီးတော့ပြောတာပါဟုတ်ရဲ့လားအေးဒါကြောင့်ဒီကနေ့ညဦးဇင်းတို့သီလနဲ့ပတ်သက်ပြီးတော့ဒီလောက်ဆိုလို့ရှိရင်ဒီအချိန်တို့လေးအတွင်းမှာပြည့်စုံပြီလို့ဦးဇင်းတို့ထင်ပါတယ်ဟုတ်ရဲ့လားဒါကြောင့်ဘေးတော်တော်တော်တို့ဒီအခြေခံကြသောသီလကိုမိမိတို့တဏ္ဍာမှာပြည့်စုံအောင်လုံလောက်အောင်ကြိုးစားပြီးတော့ဖြည့်ကျက်နိုင်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့မေတ္တာပို့ပြီးတော့ဒီကနေ့ညသီလတရားကိုအဆုံးသတ်ကြရအောင်နော်ဝါဒုတဝမင်္ဂလာရခန္တုတဝဒေဝတာတဝဗုဒ္ဓနုဟာဝေနဗရာတုခိဘွန်တုတိဘဝတုတဝမင်္ဂလာရခန္တုတဝဒေဝတာတဝဓမ္မနုဟာဝေနဗရာတုခိဘွန်တုတိဘဝတုတဝမင်္ဂလာရခန္တုတဝဒေဝတာတဝဓမ္မနုဟာဝေနဗရာတုခိဘွန်တုတိဒီတုံမဂတေတရားနာပိတ္တပေါင်းတော်ဟောတို့သာသာအလုံးတော်တတ္တဝါနန္ဒရုအားသမမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုသည်မြတ်မင်္ဂလာဝဝပိဘဝတေကောင်းစွာပတိဖြစ်တော်မူကြပါစေတည်းသမတိဝတ္တမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်တော်၌မိမိတို့မှာစောင့်ကြနေကြကုန်တော်၌မိမိတို့တာနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်တော်နာမျက်နှာကောင်းတာပေါင်းတော်ပါလေပဲရေကတုကောင်းစွာမတိဆောင်ရှောက်တော်မူနိုင်ကြပါစေတည်းသမဝရဏုဘဝေနကင်းငါဝါလူသေးစုမငါပြည့်တော်မူကြတယ်ဆိုတော့ဒါပါဘုရားရှင်ကိုမြတ်တော်ရဲ့တဘုဒ္ဓေသောအနုဘောတော်တို့တော်၎င်းသာဝရမနုဝဝေနမေလီရန်ပူရိရန်ဒိဗံပရိယတိဟုဆိုသောစေရတော်တရားတော်မြတ်တော်ရဲ့တဘုဒ္ဓေသောအနုဘောတော်တို့တော်၎င်းသာဝတံအနုဝဝေနမေကတံလေးရောက်ပလက်တံလေးရောက်ဆိုသောရှင်တော်ရိယတံကရှင်မြတ်တော်နဲ့တဝါသီလဘုံတော်ဒီကိုပညာဘုံတို့နဲ့ပြည့်စုံတော်မူရတဲ့တပုဒ္ဓိတံကအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တပုဒ္ဓိဆိုအနုဘောတော်တို့က၎င်းတရားနေရောကြပါဘေကမဆိုင်ချိန်ရှိတိုင်းဒုက္ခေကိုစိတ်နှပြချမ်းသာချမ်းသာခြင်းရှိကြကုန်သည်ဘဝတူကောင်းစွာမတည်ဖြစ်တော်မူကြပါစေတည်းရှင်သူမြတ်ဖေယဘုရားကြီးတော်မှာတော့ဓမ္မပူဇာအလှူတော်ငွေဆက်ကလူတန်းငွေပြုတော်မူပါဗျာဒီနေ့ညဒုတိယညတရားပွဲရဲ့ဓမ္မဌာနကုသိုလ်ရှင်များဖြစ်ပါတယ်ဗျာဦးသားမိုင်ဒေါခင်အေးဆွေဂန်းခေါ်ရိပ်ပိုးတယ်ဆိုင်မိသားစုဖြစ်ပါတယ်ဓမ္မပူဇာအလှူတော်ငွေကျပ်2သိန်းတိတိပါဗျာ
ဦးတောင်းနိုင်တော်ခင်အေးဆွေမိသားစုကံငေါ်ရိပ်မိသားစုဖြစ်ပါတယ်ဓမ္မပူဇာလူတော်မူကျပ်2 သိန်းတိတိဖြစ်ပါတယ်ဦးတောင်းနိုင်မိသားစုကြွပါဆရာတော်ရဲ့ကပ္ပိယကာရကဖြစ်ကိုစောနိုင်ကဆောင်ရွက်ပေးပါရှင်ဒေါ်စောဆရာနယ်မိသားစုဖြစ်ပါတယ်ဓမ္မဒါနကုသိုလ်ရှင်ပဲဖြစ်ပါတယ်ရှင်ဒီနေ့ညအားလုံးမိသားစုတွေအားလုံးစုပေါင်းပြီးလှူဒန်းထားကြတာဖြစ်ပါတယ်ယနေ့ညရဲ့တရားအလှကိုဦးအေးကျိုင်ဒေါ်စောဆရာနယ်မိသားစု Professional Computer Center မှာဖြစ်ပါတယ်ဓမ္မပူဇာအလှတော်ဝင်ကျပ်3 သိန်းတိတိဖြစ်ပါတယ်ရှင်ဦးအေးကျိုင်မိသားစုကြွားပါသာဓုသာဓုသာဓုဥခင်ညဒေါ်စမ်းမြင့်မိသားစုဦးအောင်ဝင်လန်းမှာဓမ္မဒါနအလှတော်ဝင်ကျပ်9000တိတိဖြစ်ပါတယ်ဥပချိုတော်ပြုံးမိသားစုဦးအောင်ဝင်လန်းမှာဓမ္မပူဇာအလှတော်ဝင်ကျပ်9000တိတိဖြစ်ပါတယ်မိသားစု2စုပေါင်းကိုဓမ္မဒါနအလှတော်ဝင်ဟာဆိုရင်ကျပ်3 သိန်းတိတိဖြစ်ပါတယ်ရှင်ဝင်လာမှာပဲဥခင်ညွန်ဒေါ်တင်ကြည်မိသားစုမှဓမ္မပူဇာအလှတော်ဝင်ကျပ်1000တိတိဖြစ်ပါတယ်ရှင်ကျမတို့နောက်တူဓမ္မဒါနကုသိုလ်ရှင်မှာဒေါ်အေးအေးခင်လမ်းအထုအဖွဲ့16တဝယ်မြို့မှာဖြစ်ပါတယ်ဓမ္မပူဇာအလှတော်ဝင်ကျပ်9000တိတိဖြစ်ပါတယ်ရှင်ဒေါ်အေးခင်အစာကြွပါရှင်သာဓုသာဓုသာဓုကျမတို့ဝေကလားတဲ့ကို9ရက်သားသမီးများစုပေါင်းပြီးလာရောက်ထူထမ်းထားတဲ့အလှငုံငွေဟာ4000နဲ့1900ကျပ်တိတိဖြစ်ပါသည်ဒါကြောင့်လို့ဒီနေ့ညမှာဒုတိယညမှာဓမ္မပူဇာအလှတော်ဝေပေါင်းမှာ4,900နဲ့1400ကျပ်တိတိဖြစ်ပါသည်ဖေဟာဖျားပြီးတော့မတို့အားလူရန်မှုအဆူဆူတွေရေဆက်သွန်းချအမျှပြီးတရားချီးမြှင့်ပြီးတော်မူပါအရှင်သူမြတ်ဖေဟာအားလုံးမိမိတို့ပြုလုပ်ထားတဲ့ကုသိုလ်ကောင်းမှုအရှုတော်ကိုအာရုံပြုပြီးတော့ဤကုသိုလ်ဤကောင်းမှုအရှုတော်ရဲ့စွမ်းတတ်တဲ့ကြောင့်မဉ္ဇဉ်ဖူဉ္ဇဉ်မြတ်နိဗ္ဗာန်ကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပါရစေလို့ဆုတောင်းကြမယ်အလုံးသောတတ္တဝါနာကုသိုလ်ကောင်းမှုရဲ့ဖူပါကကိုအညီအမျှရပြီးတော့ချမ်းသာကြပါစေလို့စေနာမေတ္တာရှိထားပြီးတော့မြတ်တမ်းမြတ်ပြီးဝေကြမယ်အလုံးညီညာညာလိုက်ပြီးတော့ဆိုကြရအောင်အရှင်ဖေယဘုရားတပည့်တော်တို့သည်ယနေ့ယခုဓမ္မဒါနဓမ္မပူဇာဓမ္မတဝနာဓမ္မဒေသနာတရားအလှူပေးလှူကြရာဒီချိန်ခါ၌စွမ်းနိုင်သမျှလူတိုင်းရသောဒါနကုသိုလ်စောတည်ရသောသီလကုသိုလ်တရားနာရသောဓမ္မတဝနာဘာဝနာကုသိုလ်တရားဝေနှင့်ပ
ပတ်သက်၍သာသာရာရာဆောင်ရွက်ကြရသောဝေယဝိသကုသိုလ်ဤကဲ့သို့များမြတ်သောကုသိုလ်ကောင်းမှုစုစုတို့ကိုပြုလုပ်ကြပါကုန်၏ရှင်ဘုရားဤကောင်းမှုဤကုသိုလ်တို့၏စွမ်းတတ္တိကြောင့်ဉာဏ်ပူညာဉာဏ်နိဗ္ဗာန်ကိုသိဉာဏ်ထုတ်ကြောင့်မြတ်မောက်ပြုပါလို့၏အရှင်ဘုရားဤကောင်းမှုဤကုသိုလ်တို့၏ဘုရားကကိုအသက်ထင်ရှားရှိမရှိဖြစ်ကုန်သောကိုယ်ဘဝမိဘဆွေမျိုးသားချင်းတို့အားအစထား၍30ခုကျင်လီကုန်သောသတ္တဝါအနန္တတို့အားထတ်တူထမြပေးဝေငှပါ၏မြရကြ၍ကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြသည်ဖြစ်ကြစေသောအာလုံးအကြပါဘုရားအညာဘုရားသာဓုသာဓုသာဓုအာလုံးအကြပါဘုရားအညာဘုရားဘုရားဘုရားသာဓုသာဓုသာဓုအာလုံးအကြပါဘုရားအညာဘုရားဘုရားဘုရားသာဓုအလုံးကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေစေကောင်းဝင်ကြောင်းကိုမောင်းနေစေကောင်းလို့လက်ဖြန်ညမှာဓမ္မပူဇာတည်းရဲ့နောက်ဆုံးညဖြစ်ပါတယ်။လက်ဖြန်ညကျရင်ဆရာတော်ကဘာဝနာနဲ့ပတ်သက်တဲ့တရားတော်များကိုဟောကြားတော်မူမှာဖြစ်ပါတယ်ရှင်။ဓမ္မမိတ်ဆွေပေါင်းတို့တရားနာကြွရောက်ခဲ့ကြပါလို့လေးစားစွာနဲ့ဖိတ်ကြားအပ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်။ဒီကူဆန်းလာပမာချမ်းသာတာရာရှိကြပါစေရှင်။我家都，我家都。妈妈吃家了，我们那干嘛不行？Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
တော့တက်ဆောင် ဗရီလေတဲ့ အောင်တော့ကျွန်တော်ရှုံးကမကောင်းဘူးည